아멘. 할렐루야. 아멘. 할렐루야. 아멘. 자신ကောင်းပါသလား ကောင်းမြတ်တယ် ကောင်းမြတ်ပါတယ်ကျွန်မဟာခါနဲ့ဆိုလို့ရှိရင်ဟာခါနဲ့နှုတ်ကပတ်တော်ဟောတာကြာနေပြီပေါ့နော်။ဘာလို့ဖြစ်ကျွန်မမြန်မာနေပဲပေါ့နော်။မြန်မာနေပဲကျွန်မတက်နိုင်ကြတော့နှုတ်ကပတ်တော်ဝင်လာတော့မှာဖြစ်တယ်။ကျွန်မအရင်ကျေးဇူးတင်တယ်အခုလိုဇာညက် Christian Fellowship CCF ဇာညက် Christian Fellowship အတင်းတော်မှာရှိတဲ့လေးစားရတဲ့ပါစတာနေစနေမောင်မယ်ပေါ့နော်အပေါ်မှာလည်းကျေးဇူးများတင်တယ်ပြီးတော့ကျွန်မကိုဖိတ်ခေါ်ပေးတဲ့ရက်စကြင်ပေါ့နော်ရက်စကြင်ကျွန်မတငယ်ချင်းဖြစ်တယ်ကျွန်မတို့ရွာမှာရှိတဲ့ချိန်မှာအတင်းတော်လည်းတူတယ် CJC local အတင်းတော်ဖြစ်တယ်ကျွန်မတို့ရေတော့ကဆိုရင်ချောင်းဘောက်ကိုသွားပြီးတော့မှ gospel နဲ့အများအားပေါ့နော်သွားဖြစ်ကြတာဖြစ်တယ်အခုလိုမလေးရှားမှာကျွန်မတို့ပေါ့နော်ကျွန်မတို့တရားမဟောတတ်ပါဘူးဒါပေမဲ့ဘုရားသခင်ကကျွန်မကိုပေးထားတဲ့ကျမ်းပိုက်လေးတွေပြီးတော့ဘုရားပြုခဲ့တဲ့ကျွန်မပေါ်မှာဘုရားပြုခဲ့တဲ့အရာပေါ့နော်အဲ့ဒီအရာကိုကျွန်မဆက်လက်ပြီးတော့မှတက်တည်ခံရင်းနဲ့ကျွန်မနှုတ်ပတ်တော်ဝင်တော့မှာဖြစ်တယ်ဟာလေလုယာအာမင်အကြောင်းဒီစင်ပေါ်မှာလည်းကျေးဇူးအများကြီးတင်ပါတယ်အခုလိုဒီအသင်းတော်မှာကျွန်မကိုဖိတ်ခေါ်ပေးကြတဲ့အတွက်ကျေးဇူးအထူးပဲတင်ရှိပါတယ်ကျွန်မကတော့တရားဟောဆရာမလည်းမဟုတ်ပါဘူးကျွန်မကျေးဇူးတော်ကြောင့်ဒါဘုရားကကျွန်မကိုရည်နှုတ်ခဲ့တယ်ဘုရားရဲ့မှုတော်ဆောင်ဖွင့်အတွက်ကျွန်မကိုဘုရားကရည်နှုတ်ခဲ့ခြင်းဖြစ်တဲ့အတွက်ကြောင့်လို့ကျွန်မအခုလိုပေါ့နော်ဒီညနေမှာဒီနေ့လည်းမှာအခုလိုယဉ်ကျေးလို့ရှိမှကျွန်မရနိုင်တော့ဖုန်ကောင်းဖို့ဘုရားကပြင်ဆင်ပေးထားတာဖြစ်တယ်ဟာလေလုယာအာမင်ကျေးဇူးတော်ကြောင့်ဒါအခုရန်ကုန်မှာ10နှစ်လောက်ပေါ့နော်အမှုတော်မြတ်မှာကျွန်မပါဝင်နိုင်တော့ဖုန်ကိုဘုရားကပေးတာဖြစ်တယ်ကျွန်မငငယ်တော့ကနေဘုရားသခင်စမှာကျွန်မဆုတောင်းတယ်အခုတော့ကျမ်းစာကြောင်းတက်ပြီးတော့မှဘုရားသခင်အမှုတော်ဆောင်တယ်ဆိုပြီးတော့ဘုရားသခင်စမှာကျွန်မဆုတောင်းခဲ့တာဖြစ်တယ်ဘုရားသခင်ကကျွန်မရဲ့ဆုတောင်းတန်ကိုဘုရားကနားယောင်းပေးတယ်နားယောင်းပေးရုံတောင်မှဘုရားသခင်အမှုတော်မြတ်မှာတကယ်ပါဝင်နိုင်တော့အခွင့်ကောင်းကိုလည်းဘုရားပြင်ဆင်ပေးထားတာဖြစ်တယ်ဟာလေလုယာအာမင်ဘုရားသခင်ကတကယ်ခေါ်လို့ရှင်ထိုးတဲ့ဘုရားဖြစ်တယ်ဟာလေလုယာကျွန်မတို့ကမခေါ်လို့ဖြစ်တယ်ခေါ်ရင်တကယ်ထိုးတဲ့ဘုရားအသက်ရှင်တော့ဘုရားဖြစ်တယ်ဆိုတဲ့အရာကိုကျွန်မပုံမှာဘုရားသခင်တကယ်ထိုးထားတာဖြစ်တယ်ဟာလေလုယာကျွန်မကျမ်းစာကြောင်းတက်တယ်တက်ခွင့်လည်းပေးတယ်ကျမ်းစာကြောင်းတက်ဖို့ဆိုတာလည်းကျွန်မဘာမှမရှိပါဘူးမိသားစုမှာလည်းစီမံပေးပါဘူးဒါပေမဲ့ဘုရားသခင်ကိုချစ်တဲ့နှလုံးသားဘုရားသခင်ကနော်နှလုံးသားကိုကြည့်တဲ့ဘုရားဖြစ်တယ်ဟာလေလုယာနှလုံးသားကိုကြည့်တဲ့အခါမှာကျွန်မရဲ့လူချင်တဲ့ကျွန်မရဲ့ရည်ရွယ်ချက်ကျွန်မဖြစ်ချင်တဲ့အရာကိုဘုရားကသိတဲ့အခါမှာဘုရားကကျွန်မကိုကျမ်းစာကြောင်းတက်ခွန်ပေါ်တော့အိန္ဒိယမှာကျမ်းစာကြောင်းတက်ခွန်ဘုရားကပေးတယ်လေးလုံးပေါ့နော်အိန္ဒိယမှာကျွန်မကျမ်းစာကြောင်းပြပြန်နောက်ပိုင်းမှာကျွန်မရောကိုပြန်လာတယ်ရောမှာတလားလောက်နေပြီးတော့2017မှာကျွန်မပြန်လာတယ်2008ကနေ2017ထိပေါ့နော်ဘုရားကပူဆောင်ပြီးတယ်ဘုရားသခင်ကအဲ့ဒီရောကိုတလားနေပြီးတော့မှရောကနေရန်ကုန်ပေါ့နော်ရန်ကုန်မှာဘုရားသခင်ကမစ်ရှင်လုပ်နိုင်တော့အခွင့်ကောင်းကိုဘုရားကပြင်ဆင်ပေးထားတာဖြစ်တယ်ဟာလေလုယာအာမင်ကျမတို့မစ်ရှင်လုပ်တဲ့အခါမှာမလွယ်ပါဘူးเนาะဘုရားအလုပ်တယ်ဆိုတာမလွယ်ပါဘူးဒါပေမဲ့ကျမတို့လူချင်းတဲ့နှလုံးသားဆာငတ်တဲ့နှလုံးသားရှိတယ်ဆိုရင်အရာအလုံးကိုယေရှုအားဖြင့်ကျမတို့နိုင်တာဖြစ်တယ်ဟာလေလုယာအာမင်ယေရှုအားဖြင့်သာကျမတို့လုပ်နိုင်တယ်ယေရှုမပါဘူးဆိုတော့ဘာမှလုပ်မရဘူးဟုတ်တိတိမမလေးပဲယေရှုမပါဘူးဆိုရင်ကျမတို့လုပ်နိုင်တဲ့အခွင့်မရှိဘူးဒါပေမဲ့ယေရှုအားဖြင့်ကျမတို့အရာခက်တဲ့ကိုကျမတို့လုပ်နိုင်တဲ့ဆွမ်းစားဘုရားကပေးထားတာဖြစ်တယ်ဟာလေလုယာအာမင်အဲ့ဒါကြောင့်လို့ဘုရားသခင်ကြီးစုတော်ကြောင့်ဒါအခုလိုဘုရားသခင်ရဲ့အမှုတော်မြတ်မှာကျမပါဝင်တော့ဘုရားပေးထားတာဖြစ်တယ်ကြီးစုလည်းအများကြီးတင်တယ်ယုံကြည်သူမြောက်များစွာသောဆုတောင်းပေးခြင်းအားဖြင့်အခုလိုကျမတို့ဘုရားသခင်အလုပ်လုပ်နိုင်တဲ့အခွင့်ကိုဘုရားကပေးထားတာဖြစ်တယ်ကြီးစုလည်းအများကြီးတင်တယ်ကျမအခုနှုတ်ဘတ်တော်ဝင်ငါခင်မှာဆုမတောင်းခင်မှာကျမအရင်ရပေါ့နော်တည်တည်ခံခြင်းတဲ့အရာကမိတ်ဆက်ပေးချင်တာပေါ့နော်ကျမနာမည်ကကိုတီဗီတာတော့လေဆုံးဖြစ်တယ်ဆုံးလို့ခေါ်တာဖြစ်တယ်ကျမကစင်ထောင်းမျိုးဖြစ်တယ်တမ်ပူမှာနေတာပေါ့နော်လုံရမှာကျမမှုပြီးတော့လုံရကနေတမ်ပူရွာကိုငငယ်ကလေးကနေကျမတို့ကြောင်းတက်ရှစ်တန်းတီးပေါ့နော်တမ်ပူမှာကြောင်းတက်ခဲ့တာဖြစ်တယ်အဲ့ဒါဘုရားသခင်ရဲ့ကျေးဇူးတော်ကြောင့်ဒါမိသားစုလည်းကျမအပူတွေလည်းအဲ့ဒီအချိန်လုံးကကျမကျန်းစာတော့မတက်ခင်လုံးကသူတို့မှာအရစ်တော့တယ်တကယ်ပဲပေါ့နော်အရစ်ဆိုတာသူတို့ကရီလိုတောက်ကြတာဖြစ်တယ်အဲ့ဒီအချိန်မှာကျမအယံဝတ်နေတဲ့ညစ်ရီလည်းကြားတယ်ဆုလည်းတောင်းတယ်ကျမအမိနဲ့ကျမပဲတကယ်ပြောင်းလဲတဲ့အရင်ပြောင်းလဲကြတယ်ဒါပေမဲ့
저마 어떠다마 피아티가 아야알로 롱라인에 소리 용지 치시네 시에가 에리팅마 저마 아야 어떻게 되게 코네란 시대에 시디에 다에 피아고 쯤에 저마 용지게 빠져내 소리시 저마게 내용가 산에스코 대체 앞에서 자마를 든 뒤에 아야리고 알로다에 맞춰 태타의 가마 피아티고 미래 속가요 피아고 롱아 쯤에 용지게 코네란 롱가니 저마 어떠다게 병내 가라 그게 내게 롱가니 지다에 피아정도 도래다 어떠다 병내 코네란 롱아니 저마 어떠다 병내 피아가 저마고 스가표라네 스가표라네 가마 저마 미다수에 수당 비야네 미다수 병내 우수에 때 앞에 우리 병내 봐 미다수에 병내 배수에 스가고 저마 롱다데마 단신도에 루소래 가마 저마 수당해 수당에 신윤이 빵야서 미다수 병내고 아고리 병내고 저마 수당해 되게 저마의 수당과 비아가 나용을ဖြစ်တယ် 할렐루야 아멘 수당의 가마 နှစ်9နှစ်နောက်ပိုင်းမှာကျွန်မအကူတွေကလုံးဝပြောင်းလဲသွားကြတယ်ဟာလေလုယာပြောင်းလဲတဲ့အခါမှာသူတို့မှအခုအသင်းတော်မှာလူငယ်ဥဆောင်တဲ့အသင်းတော်မှာတပါပတိလုပ်တဲ့တစ်တီခံချတဲ့ချင်းတွေဆိုကြတယ်အဲ့ဒီအရာကိုမြင်တဲ့အခါမှာကျွန်မအရင်ပဲတော့ပေးအရာနဲ့မှနှိုင်းလို့မရဘူးဟာလေလုယာဖခင်သခင်ရဲ့ချစ်ချင်းမြတ်တာခယူလာတော့တကယ်ကျွန်မအတွက်အရင်ကြီးပါတယ်မိသားစုအတွက်အရင်ကြီးပါတယ်တကယ်ပဲဖခင်အောင်အဖို့အမှုတိကိုပြလိုက်တဲ့ဖခင်ဖြစ်တယ်ဆိုတဲ့အရာကိုကျွန်မအသက်တာမှာတည်တည်ကျွေးမိသားစုပေါ်မှာတည်တည်ကျွေးအဲ့ဒါကြောင့်မလို့အဲ့ဒီမိသားစုကိုပြောင်းလဲတဲ့နောက်ပိုင်းမှာကျွန်မအသက်တာကဘုရားအမှုတော်မြတ်မှာပါဝင်ပြန်လည်ပြီးတော့မှပါဝင်ဖို့ရအတွက်စိတ်အရင်ထက်တယ်အဲ့ဒီနောက်ပိုင်းကျွန်မရန်ကုန်လာခဲ့တယ်ရန်ကုန်လာတဲ့အခါမှာကျွန်မသူများလက်အောက်မှာအလုပ်လုပ်နေတာပဲအလုပ်လုပ်ရင်လည်းပဲဘုရားအတွက်လုပ်တယ်ဆိုတဲ့နှလုံးသားနဲ့နှိမ့်ချသောနှလုံးသားနဲ့ကျွန်မတို့အစီခံခဲ့တယ်လုပ်ခဲ့တယ်အချိန်ကြာလာတဲ့အခါမှာဘုရားသခင်ကျွန်မတို့ကိုကောင်းချီးပေးလာတယ်ပေးလာတဲ့အခါမှာဒီနေ့ချိန်ကြရင်ဘုရားကဒီတိုင်းပဲသူ့သားသမီးတွေမထားပါဘူးဒီနေ့ချိန်ကြရင်ဘုရားကဘုရားချစ်တဲ့သူရဲ့အသက်တာဘုရားကချီးမြှောက်မယ်ဆိုလို့ဒီချင်းနဲ့ကျွန်မအစီခံခဲ့တယ်အဲ့ဒီယုံကြည်ခြင်းအပြင်ကျွန်မအသက်တာဘုရားကချီးမြှောက်တယ်ဟာလေလုယာချီးမြှောက်လာတဲ့အခါမှာဒီနေ့2018 3 လပိုင်း17 ရက်နေ့မှာကျွန်မတို့ဒလမှာမရှင်လုပ်တဲ့နေရာမှာအတင်းတော်ပေါ့နော်ကြီးမားတော့မဟုတ်ပါဘူးအတင်းတော်ကိုစတင်နိုင်တော့ဘုရားကပြင်ဆင်ပေးထားတာဖြစ်တယ်ဟာလေလုယာအာမင်နင်ဘာကအယောက်50ဘုရားကပြင်ဆင်ပေးထားတယ်အဲ့ဒီနေရာကတကယ်ဗုဒ္ဓဘာသာယုံကြည်မှုတွေတဲ့ချင်းလူမျိုးတွေရှိပါဘူးဗမာနဲ့ကရင်စဘောတွေအများကြီးအဲ့ဒီဗုဒ္ဓဘာသာကိုးကွယ်တဲ့မယုံကြည်သူတွေကြားထဲမှာကျွန်တော်တို့ကhome cell လို့ mission လို့ရနေ3 နှစ်လုံးလုပ်ရတဲ့ဒီနေ့2018မှာဖျားခင်ကအတင်းတော်ကိုစတင်နေတော့ဘုန်းကိုဖျားကပြင်ဆင်ပေးထားတာဖြစ်တယ်ဟာလေလုယာဘုရားသခင်ကောင်းမြတ်ကြီးအားလုံးဆိုတာကျွန်တော်တို့လုပ်နိုင်တဲ့ဆွမ်းစားမရှိပါဘုရားသခင်ဘုန်းတော်အတွက်ဘုရားသခင်အတွက်နိုင်ငံတော်အတွက်ဖြစ်တယ်ဟာလေလုယာဒါကြောင့်မလို့ကျွန်တော်တို့အသက်တာမှာနံပါတ်1ပေးဆက်ခြင်းလို့လေဖခင်အတွက်အဖို့ခါပေးဖို့လို့လေအဖို့ခါပေးတယ်ဆိုရင်အချိန်ကန်တဲ့ကောင်ဖခင်ဘုရားထင်ရှားလာမှာဖြစ်တယ်ဟာလေလုယာအဲ့ဒါအဖို့ခါမပေးဘဲနဲ့ကျွန်တော်တို့ကဖခင်သုံးမှာမဟုတ်ဘူးအဖို့ခါပေးတဲ့အဖို့ခါပေးတဲ့ဖခင်အတွက်အစီခံတယ်ဖခင်အတွက်စိတ်ကတဲ့မြင့်ရည်နှခွားနဲ့စိတ်ကတဲ့ဆူတောင်းတဲ့အစာချောင်းနဲ့ဆူတောင်းတဲ့စိတ်ကတဲ့ဆိုရင်အချိန်တန်တဲ့ခါမှာဘုရားသခင်ကချီးမြှောက်လာတာဖြစ်တယ်ဟာလေလုယာအဲ့ဒါကြောင့်လို့ကျွန်တော်တို့တက်တာဘုရားသခင်နှလုံးသားကိုလိုချင်တယ်နှလုံးသားစာနဲ့နှလုံးသားခုနကတည်းကစာနဲ့နေတော့ကျွန်တော်နှလုံးသားတူချီမူတာကိုရောတော့ကျွန်တော်ကြိုးစားရဖွင့်ရှာနော်ကိုရောကိုကျွန်တော်ကြိုးစားရဖွင့်ရှာကြိုးစားရမှာဖြစ်တယ်ဟာလေလုယာမျက်မှောက်တော်ထဲမှာကြိုးစားပြီးတော့သူ့မျက်မှောက်တော်ကိုရှာဖို့လိုတယ်မကြိုးစားတဲ့နဲ့ဘုရားကိုမတွေ့ဘူးဘုရားရှာတဲ့သူတွေဘုရားကိုတွေ့တယ်ဟာလေလုယာဘုရားကိုခေါ်တဲ့သူတွေဘုရားကတကယ်ထိုးတာဖြစ်တယ်ဆိုတဲ့အရာကိုကျွန်မပုံမှာဘုရားတင်တက်တည်ထိုးတယ်ဟာလေလုယာဒါကြောင့်မလို့ဒီကနေ့မှာကျွန်မတို့ဘက်တော့အဖြစ်အနေနဲ့ဒီမှာရှိတဲ့ယုံကြည်သူအားလုံးကိုခွန်အားပေးချင်တာဖြစ်တယ်ကျေးဇူးလည်းများချင်တယ်အခုချိန်မှာနှုတ်ဘက်တော့ကျွန်မအနေနဲ့ခဏလောက်စိတ်ကချင်တယ်မြစ်တော်လို့ရှင်ဖဖျားကိုရင်းနာမကိုချီးမွမ်းပါတယ်ကိုရောကောင်းမြတ်တဲ့ဖခင်ချီးမြတ်တဲ့ဖခင်ချီးမွမ်းထိုက်တဲ့ဖခင်အသက်ရှင်တဲ့ဖခင်မိုးရေမျိုးဖန်ဆင်းတဲ့ဖခင်ဖဖျားသခင်ကိုရောနာမတော်ကပါဆက်ဆက်ပုံချင်းမင်္ဂလာချင်းရှိပါစေကိုရောကျေးဇူးတင်တယ်ဒီမနေ့မှာကိုရောဖဖျားဟာလေလုယာဇာညခရစ်ယာန်ဖယ်လိုရှစ်အသင်းတော်မှာအခုလိုကိုရောဖဖျားကိုရောရဲ့မျက်မှောက်တော်ထဲမှာယုံကြည်သူများနဲ့တို့မိတ္တာရောက်ဖွယ်ခွင့်ပေးအသက်ရှင်တော်ဖျားကိုနာမတော်ချီးမွမ်းပါတယ်ဒီမနေ့မှာအရှိကိုအရှိတိုင်းရောက်ရှိလာတဲ့ယုံကြည်သူတွေအသက်တာတည်တည်ကိုဆက်လက်မဆန်ကောင်းချီးပြီးတော်မူပါဖိတ်ခေါ်ပေးတဲ့သူတွေယုံကြည်သူတွေပါစတာတွေအသက်တာပေါ်မှာလက်တာရွေးကောင်းချီးဖြစ်စေတော်မူပါသမီးရဲ့နှုတ်ကပတ်တော်ကိုလည်းဆက်လက်ကောင်းချီးပြီးတော်မူပါဖခင်တို့မဆက်ရှာအသက်တာအသုံးပြုတော်မူပါကျန်တော်အရောက်တိုင်းပေါ်မှာလည်းကိုတော်ဖအသက်တော်ခွန်အားကိုပေးတော်မူပါဖခင်အရောက်တိုင်းရဲ့နှလုံးသားထဲမှာဒုတိပြီးတော့စကားပြောတော်မူပါအလူတော်နဲ့ညီသမီးတို့တုံ့ပြန်ဆို
တွင်တယ်လည်းပြပူဆောင်ပြီးတော့မှာမိကြောင်းတမီတို့ရဲ့တက်တာအချိန်တိုင်းလုံးစုံတော့လက်တော်ထဲသို့စက္ကအနန္တခါမှာယေရှုနာမနဲ့ဆုတောင်းစက္ကကြပါဖာပြသခင်အာမင်ဟာလေလုယာအာမင်ဒီကနေ့မှာကျွန်မတက်ထားတဲ့ကောင်းစဉ်ကတော့စေရောငါကတစ်ချက်မပြပါတော့ဘုရားသခင်ကိုကိုးကွယ်တာလေဆိုတဲ့နှုတ်ပတ်တော်အဖြစ်ကျွန်မဒီမှာရှိတဲ့ယုံကြည်သူတွေကိုခွန်အားပေးချင်တာဖြစ်တယ်ဟာလေလုယာအာမင်ဒါကြောင့်ကျွန်မတို့ဘုရားသခင်ကိုကိုးကွယ်ကြတာလေကျွန်မတို့ကိုးကွယ်ခြင်းကနော်ကိုးကွယ်ခြင်းကတကယ်နှလုံးသားနဲ့ကိုးကွယ်ခြင်းလားမဟုတ်ရင်ကျွန်မတို့အသက်တာမှာကျွန်မတို့လူချင်တဲ့အရာကောင်းကြီးကိုရချင်လို့မျက်မှောက်တော်ထဲမှာလာပြီးတော့မှဘုရားကိုကိုးကွယ်တာလားမဟုတ်ရင်ဘုရားသခင်ကကိုးကွယ်ထိုက်တဲ့ဘုရားဖြစ်တဲ့အတွက်ကြောင့်မလို့ဘုရားသခင်ကိုးကွယ်တာလားဆိုတဲ့အရာကိုကျွန်မဒီမနေ့မှာဒီမှာရှိတဲ့ယုံကြည်သူတွေအားလုံးကိုဘုရားသခင်ကစကားပြောချင်တာဖြစ်တယ်ဟာလေလုယာအာမင်အဲ့ဒါကြောင့်မလို့ကျွန်မတို့အသက်တာမှာအရေးကြီးဆုံးကပါလဲဆိုလို့ရှိရင်ဘုရားသခင်ကိုးကွယ်တဲ့အခါမှာကိုးကွယ်ခြင်းဆိုတာနာခံခြင်းမရှိတဲ့ကိုးကွယ်ခြင်းယုံကြည်ခြင်းမရှိတဲ့ကိုးကွယ်ခြင်းပြောင်းလဲခြင်းမရှိတဲ့ကိုးကွယ်ခြင်းနှိမ့်ချခြင်းမရှိတဲ့ကိုးကွယ်ခြင်းဟာဘုရားသခင်ရှိမှာအလဟာတာဖြစ်တယ်အချီးကြီးဖြစ်တယ်လို့ပြောတာဖြစ်တယ်ကျွန်တော်တို့ဒီညမှာရောက်ရှိလာခြင်းဟာဒီဘုရားကြောင့်ရောက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့နှလုံးသားကိုပြင်ဆင်ဖို့လိုတယ်နော်နှလုံးသားတရားကိုကျွန်တော်တို့ကပိတ်ဖို့မဟုတ်ဘူးဖွင့်ဖို့ဖြစ်တယ်ဟာလေလုယာထိုဘုရားသခင်တန်ရှင်သောဝိညာဉ်တော်ကိုကျွန်တော်တို့နှလုံးသားထဲမှာနေရာပေးဖို့ရဘုရားလိုတော်ရှိတာဖြစ်တယ်ဟာလေလုယာမျက်မှောက်တော်ထဲမှာတိုးဝင်ပြီးစင်လူတွေကိုကြည့်ဆောင်လို့ပါဘူးကျွန်တော်တို့အနားမှာလူတွေဘယ်လိုအသက်ရှင်တာလဲဘာအင်ကြီးဝတ်တာလဲဘာအင်ကြီးအယောင်ဝတ်တာလဲဆိုတဲ့အရာကိုကျွန်တော်တို့ကစိတ်ဝင်စားစရာမလိုပါဘူးကျွန်တော်တို့စိတ်ဝင်စားဖို့ကအသက်ရှင်တော့ဘုရားသခင်ကထိုက်တန်တဲ့ဘုရားဖြစ်တယ်အရာအလုံးကိုတက်ဆွမ်းတဲ့ဘုရားဖြစ်တယ်ကျွန်တော်တို့အပေါ်မှာကောင်းချီးပေးတဲ့ဘုရားသခင်ကိုပြန်ပြီးတော့မှရစ်ပူတော်ချင်းချီးမွမ်းခြင်းကြီးစုတော်ချီးမွမ်းခြင်းအဲ့ဒီအရာကိုဘုရားသခင်ကကျွန်တော်တို့မျိုးသားကိုဘုရားကအလိုအဆုံးဖြစ်တယ်ဟာလေလုယာကျမတို့မျက်မှောက်တော်ထဲမှာရောက်ရှိလာပြီဆိုလို့ရှိရင်ကျမတို့နှလုံးသားကိုအမြဲတမ်းပြင်ဆင်ပြီးတော့နှိမ့်ချသောနှလုံးသားနဲ့မျက်မှောက်တော်ထဲမှာဒိုးဝင်ဖို့ရဘုရားလိုတော်ရှိရဖြစ်တယ်ဟာလေလုယာတချို့ယုံကြည်သူတွေကြီးတယ်ဆိုလို့ရှိရင်တချို့ယုံကြည်သူတွေကဘုရားကြောင်းလာတဲ့အခါမှာကျမအများကြီးတွေ့တယ်နှစ်ပေါင်းများစွာကျမတို့ကအသက်တော်ငယ်သေးပါတယ်ဒါပေမဲ့ဘုရားခင်ကတင်တဲ့တက်ခွင့်လေးပေးရဲ့ဒေဒီယာပဲပေါ့နော်ဘုရားသခင်ကကြီးစုတော်ကြောင့်ရောက်ရှိနိုင်တော့အခုကောင်းကိုလည်းကြားပြစီပြီးတယ်ပြီးတော့ရန်ကုန်မှာကျွန်မအလူငယ်တွေဥဆောင်ပူတာပေါ့နော်ဥဆောင်ပူတဲ့ကောင်မှာအဲ့ဒီဥဆောင်ကကျွန်မမှာအတွေ့အကြုံမရှိပါဘူးဒါပေမဲ့အဲ့ဒီဥဆောင်နေတဲ့တန်ရှင်တော်ဝိညာဉ်ကကျွန်မကိုအများကြီးတွင်တင်ပေးတာဖြစ်တယ်တွင်တင်ပေးနေကျွန်မအသက်တာကတန်ရှင်တော်ဝိညာဉ်တွင်တင်ပေးနေရင့်ချက်လာတဲ့အသက်တာကိုကျွန်မအများကြီးပေါ့နော်တန်ရှင်တော်ဝိညာဉ်တော်ကခံစားစေတာဖြစ်တယ်အဲ့လိုမျိုးယုံကြည်သူတွေတွေ့တဲ့အခါမှာကျွန်မအယုံဝင်နေသွားတယ်တချို့ယုံကြည်သူတွေဟာအချီတွေကိုအယမ်းကြည့်တယ်လူတွေကိုအယမ်းပဲခွဲခြားတယ်အဲ့ဘုရားကြောင့်ဝင်လာတဲ့သူတွေဆိုရင်အယမ်းမြင့်တဲ့သူတွေဆိုရင်အရှယ်မှာတို့ထားတယ်သိပြီးတော့မှဆေးရနှမ်းပါတဲ့သူတွေဆိုရင်နောက်ဆုံးမှထိုင်ခိုင်းတယ်အဲ့လိုမျိုးသူတို့ရဲ့အမူအရာလေးတွေတွေ့တဲ့အခါမှာကျွန်မအယုံဝင်နေသွားတယ်ကျွန်မတို့ကိုးကွယ်တဲ့ဘုရားသခင်ဆိုဘယ်လောက်ထိဝမ်းနေမှာလဲကျွန်မတို့ကိုးကွယ်တဲ့ဘုရားသခင်ကလူတိုင်းကိုချစ်တဲ့ဘာသာမရွေးလူမျိုးကိုရွေးတဲ့ဘုရားဖြစ်တယ်ဟာလေလုယာအဲ့ဒါကြောင့်မလို့သူဘုရားသခင်ကျွန်တော်တို့ပုံတက်တယ်ယူဖို့လိုတယ်ဘုရားသခင်ကကျွန်တော်တို့အတွက်ပုံတက်တယ်ပြပြီးသားဖြစ်တယ်လူတွေယုံကြည်သူတွေမယုံကြည်သူတွေဖြစ်အဲ့ဒီလူတွေကိုကျွန်တော်တို့ကပုံတက်တယ်ယူဆမလို့ကျွန်တော်တို့ကိုအသက်ကိုပေးတဲ့အသက်ကိုစတေးတဲ့အသက်ရှင်သောဘုရားသခင်ကျွန်တော်တို့ကပုံတက်တယ်ယူဖို့ရဘုရားသခင်ကျွန်တော်တို့ကိုတုံ့ပြန်ပေးထားတာဖြစ်တယ်ဟာလေလုယာအဲ့ဒါကြောင့်မလို့ဘယ်လိုနဲ့ယူရမလဲဆိုရင်ကျွန်တော်တို့နှုတ်ကပတ်တော်အဖြစ်နှုတ်ကပတ်တော်များများသတ်ဖို့လိုတယ်နှုတ်ကပတ်တော်လူတွေတင်းဥဆရာတွေပြီးတော့နာမည်ကျော် reverend တွေပဲဖြစ်ဘသူပဲဖြစ်တရားဟောတဲ့ဆရာတွေပဲဖြစ်အဲ့ဒီတရားတွေဟောတဲ့ဆရာတွေဟောတိုင်းကိုကျွန်တော်တို့ကယုံဖို့မဟုတ်ဘူး prophet တိုင်းကိုလည်းယုံဖို့မဟုတ်ပါဘူးကျွန်တော်တို့ကိုယ်တိုင်ကဒီနှုတ်ကပတ်တော်ကိုလေ့လာဖို့လိုတယ်ဖတ်ဖို့လည်းလိုတယ်မိတ္တဟာရမြတ်များဘုရားနဲ့ဖွဲ့ဖို့လိုတယ်စုလဲတောင်းဖို့အစာလဲရှောင်ဖို့လိုတယ်အစာမရှောင်တဲ့ယုံကြည်သူရဲ့အသက်တာကဘယ်တော့မှမဟုတ်ဝိညာဉ်ရမတူတက်ဘူး။ဘာကြောင့်လဲဆိုတော့ကျွန်မကိုယ်တိုင်ကြုံတွေ့ဖို့တဲ့AG အတင်းတော်မှာ City Christian Assembly မှာကျွန်မ3နှစ်4နှစ်လုံးဆက်ကခဲ့တယ်။အဲ့ဒီနေရာမှာတင်းဦးဆရာကအရင်အစာရှောင်နိုင်အရင်စုတောင်းနိုင်တယ်။ကျွန်မအဲ့ဒီအတင်းတော်ရောက်တဲ့အခါမှာကျွန်မစုမတောင်းနိုင်ဘူး။3ရက်လုံးလုံးအစာရှောင်ဖို့ဆိုအရင်ကြောက်တယ်။အစာမရှောင်ရဲဘူး။ဒါပေမဲ့အဲ့ဒီအတင်းတော်ရောက်တဲ့နောက်ပိုင်းမှာကျွန်မကိုအများကြီးဝိညာဉ်ရမှာတုန်တင်ခဲ့တယ်။ပထမပတ်ဆိုလို့ရှိရင်ကျွန်မတို့အများရန်3ရက်အစာရှောင်စုတောင်းခဲ့တာဖြစ်တယ်။
အဲ့ဒီဆူတောင်းချက်ကဘလောက်ထိတကိုးရှိတယ်ဆိုတဲ့အရာကိုကျွန်မအသက်တောင်အများကြီးအဲ့ဒီဝိညာဉ်တော်ကကျွန်မကိုအများကြီးတုံ့ပြန်ခဲ့တာဖြစ်တယ်။အဲ့ဒီအစာရှောင်ခြင်းအဖြစ်ကျွန်မဘဝမှာအများကြီးပြောင်းလဲစေတယ်။ကျွန်မမာနတွေငါဆိုတဲ့နှလုံးသားတွေဒီအရာအလုံးဖခင်သခင်ကအကုန်လုံးချုပ်ပြလိုက်တယ်။ဟာလေလုယာ။အဲ့ဒီအရာတွေကိုဖခင်သခင်ကမလိုဘူး။ဒီမှာကျွန်မတို့နှလုံးသားထဲမှာရှိငါဆိုတဲ့နှလုံးသားကိုဖခင်သခင်ကချုပ်ပဲချင်တာဖြစ်တယ်။ကျွန်မတို့နှလုံးသားကကျွန်မတို့နှလုံးသားလူတိုင်းရဲ့နှလုံးသားမာနဆိုတာရှိတယ်။ဒါပေမဲ့ဘုရားသခင်ကအဲ့ဒီမာနကိုမရှိစေချင်ဘူး။ကျွန်မတို့ယုံကြည်သူတကယ်စစ်မှန်တဲ့ယုံကြည်သူဖြစ်တယ်ဆိုရင်အဲ့ဒီအရာကကျွန်မတို့ဖေရှားဖို့ဒီအရာကိုဖေရှားဖို့ဆိုရင်ဘုရားသခင်ဘုန်းတော်မတင်ရှားဘူး။ဘုရားလည်းမသုံးဘူး။ကျွန်တော်တို့ဘလောက်ပဲကျူးစားပါစေမရဘူး။ဘာကြောင့်လဲဆိုလို့ရှိရင်ဒီနှလုံးသားကမမှန်တော့ဘူး။မမှန်တဲ့မမှန်ကန်တဲ့အခါမှာဘုရားသခင်ကနေရာမယူဘူး။ဘုရားနေရာယူတဲ့အခါမှာဘုရားသခင်ကအကုန်မပြုဘူး။ဘုရားဘုန်းလည်းမတင်ရှားဘူး။အဲ့ဒါကြောင့်မလို့ကျွန်တော်တို့အသက်တာမှာအရေးကြီးဆုံးကကျွန်တော်တို့လုံးသားကိုအရေးရန်ဖွင့်ပြီးတော့တက်ရှင်တော်ဝိညာဉ်တော်ကိုနေရာပေးဖို့တက်ရှင်တော်ဝိညာဉ်တော်ရဲ့အလိုတော်တိုင်းကျွန်တော်တို့အသက်ရှင်ဖို့ဖခင်ကသွားဆွင်သွားမယ်ထိုင်ဆွင်ထိုင်ရမှာဖြစ်တယ်ဖခင်ရဲ့နှုတ်ကပတ်ကျွန်တော်တို့ဝန်ခံခြင်းအသက်တာရှိဖို့လိုတယ်ဟာလေလုယာယုံကြည်သူများစွာကြည်တဲ့အခါမှာဖခင်ရဲ့စီခိုင်းတဲ့နေရာကိုကျွန်တော်တို့မသွားချင်ဘူးကျွန်တော်တို့လုပ်ချင်တဲ့အရာအရင်လုပ်တယ်အဲ့ဒါပြီးဘုရားခင်ခိုင်းတဲ့အရာကိုနောက်မှပြန်လုပ်တာဖြစ်တယ်အဲ့ဒီယုံကြည်သူရဲ့အသက်တာကဘုရားကမတုံ့ဘူးဖြစ်တယ်။ဘာကြောင့်လဲဆိုတော့ဘုရားသုံးတဲ့သူတွေကျွန်တော်တို့အများကြီးတွေ့တယ်။ယောသတ်တွေတန်ယေလဒါဝိမင်းကြီးအသက်တာတွေ့ရတာဖြစ်တယ်။ကျွန်တော်တို့အဲ့ဒီလူတွေရဲ့အသက်လူငယ်လေးတွေပဲဖြစ်တယ်သူတို့လူငယ်လေးပဲရှိသေးတယ်။ဒါပေမဲ့ဘုရားကဘာကြောင့်သူတို့ကိုချီးမြှောက်တာလဲ။ဘုရားကဘာကြောင့်သူတို့မျက်နှာပေးတာလဲဆိုလို့ရှိရင်ဘုရားကမိဘတွေကဘာကြောင့်ချီးမြှောက်တာလဲဆိုလို့ရှိရင်သူတို့ကိုးကွယ်တဲ့ဘုရားသခင်ကိုသူတို့ကတကယ်နှလုံးသားအကျွမ်းနဲ့ဘုရားကိုကိုးကွယ်တယ်။ဘယ်နေရာပဲရောက်ဘုရားကိုချီးမွမ်းတဲ့နှလုံးသားရှိတယ်။နှလုံးသားအကျွမ်းနဲ့ဘုရားကိုချီးမွမ်းတယ်ကိုးကွယ်တယ်။တခြင်းဆိုတဲ့အခါမှာဘုရားဒီကမြင်ဖို့ထဲကနေချီးမြှောက်တယ်။သူ့เจ้าသားဘဝပေါ့နော်။သူ့เจ้าနဲ့အဲ့ဒီဘဝထဲကနေဘုရားကချီးမြှောက်လာတဲ့အခါမှာဣသရေလလူမျိုးတွေရဲ့ဘုရင်ကြီးဖြစ်လာတာဖြစ်တယ်။ဟာလေလုယာ။ဒါဝိမင်းကြီးအသက်တာအပြင်ကျွန်တော်တို့ကအများကြီးဟုတ်ကဲ့တော့တုံတင်ပေးထားတာဖြစ်တယ်။မိုးစော်ထားတာဖြစ်တယ်။အဲ့ဒါဘုရားသခင်ချီးမြှောက်ခြင်းတဲ့သူတွေရဲ့အသက်တာကဘလူမျိုးတွေရဲ့အသက်တာကိုကျွန်တော်တို့အမြဲတမ်းစစ်စစ်ဖို့လိုတယ်ကျွန်တော်တို့ကဘာကြောင့်ဘုရားကမချီးမြှောက်တာလဲဘာကြောင့်ဘုရားကကျွန်တော်တို့ကိုမတုံးတာလဲဘာကြောင့်ဘုရားသခင်ကျွန်တော်တို့ကိုမျက်နှာသာမရတာလဲမျက်နှာသာမပေးတာလဲဆိုလို့ရှိရင်ကျွန်တော်တို့ကအဖို့ခမပေးဘူးဘုရားအတွက်မစိတ်ကချင်ဘူးသူ့လည်းမတောင်းချင်ဘူးအရန်တောင်းတတာတဲ့နေရာမှာပဲနေချင်တယ်လှုပ်ချင်တယ်စားချင်တယ်တောက်ချင်တယ်အဲ့ဒါပဲလူချင်တယ်ဖခင်အတွက်ကျွန်တော်တို့ကိုခန္ဓာကိုမနှမျောတယ်အားတွေမမျောတယ်အချိန်တွေမမျောတယ်အစာရှောင်ဖို့3ရက်ဆိုလို့ရှိရင်ကြောက်တယ်ရှောင်တယ်ဖခင်ကြောင့်တော့ဆူတောင်းဖို့ဆိုရင်ရှောင်တယ် every friday ဆူတောင်းဖို့ခဏတလီကိုဆူတောင်းဖို့တော့မကြောက်တယ်ကျွန်တော်တို့ရှောင်တယ်အဲ့ဆိုလို့ရှိရင်ဘုရားကကျွန်တော်တို့ကိုဘယ်လိုကောင်းချီးပေးတယ်ဘယ်လိုနဲ့ကျွန်တော်တို့ကိုဘုရားကချီးမြှောက်တယ်ဘယ်လိုနဲ့ကျွန်တော်တို့ကိုဘုရားကမျက်နှာသာပေးပါလဲဖခင်မျက်နှာသာပေးခြင်းကောင်းချီးချီးမြှောက်ခြင်းကိုတကယ်ခံစားခြင်းကျွန်တော်တို့အလုံးတော့ဘုရားပေးဖို့လိုတယ်ဟာလေလုယာဘုရားသခင်ကိုနံပါတ်1ကိုထိထားပြီးတော့မှကျွန်တော်တို့အတက်အရာအလုံးကိုဘုရားကပေးမှာဖြစ်တယ်အာမင်ကျွန်မတပည့်ခံစရရပါလေဆိုရှင်ကျွန်မကိုပြောတယ်နေရတဲ့အော်တဲ့အဲ့ဒီဒလာမာတဲ့ဘလူနဲ့မီရှင်လုပ်ပြီးတော့မှဘာမှစပွန်ဆာလည်းမရှိဘဲနဲ့ဘလူနဲ့ဘုရားမှုတော်ဆောင်တာလေတဲ့ယုံကြည်သူတယောက်ကကျွန်မကိုပြီးတယ်ကျွန်မကစပွန်ဆာရှိမှကျွန်မတို့အမှုတော်ဆောင်ဖို့ဆိုလို့ရှိရင်ဘုရားအရင်ဝင်နေသွားမှာပဲပိုက်ဆံရှိတော့အမှုတော်ဆောင်တယ်ဆိုလို့ရှိရင်ဘုရားဘုံတော်မချင်ရှားဘူးကျွန်မတို့ယုံကြည်ခြင်းနဲ့ဘုရားစီခိုင်းတဲ့နေရာကိုယုံကြည်ခြင်းနဲ့သွားတယ်လှုပ်ဆောင်တယ်ဆိုရင်ဘုရားဘုံတော်ချင်ရှားမှာဖြစ်တယ်ဟာလေလုယာအဲ့ဒါကြောင့်မလို့ကျွန်မတို့အသက်တာမှာယုံကြည်သူတွေကအဲ့လိုပြောကြတာဖြစ်တယ်ဘယ်အတင်းတော်ကနေချိတ်ဆက်တာလဲဘယ်သူကစပေါ်စာပေးတာလဲလို့မြင်ခွင့်မြင်နေကြတယ်ကျွန်မအော်တယ်အရန်လည်းဝမ်းနေတယ်ကျွန်မအသက်37အခုပြည့်နေပြီကျွန်မစဉ်းစားတယ်ဟိုအဲ့ဒီဝေကြီးအဖြစ်ဘုရားအလုံးလုံးကြတယ်လို့ထင်ကြတယ်လားမသိဘူးကျွန်မစဉ်းစားတယ်ဝေကြီးတော့လိုပါတယ်မလိုဘူးလို့ပြောတာမျိုးဒါပေမဲ့အဲ့ဒီအရာထက်ကျမတို့ရဲ့ပေးဆက်ခြင်းဘုရားကိုချစ်ခြင်းနဲ့ချစ်တဲ့နှလုံးသားယုံကြည်ခြင်းအပြည့်အဝရှိခြင်းကဘုရားသခင်ပို့ပြီးတော့ရှိတယ်ဟာလေလုယာနံပါတ်1ဘုရားသခင်ကိုကျမတို့ယုံကြည်ခြင်းအပြည့်အဝရှိဖို့
လုံးဆောင်ဖို့လို့ကျင့်သုံးဖို့လို့နာခံခြင်းအပြေးဝရှိဖို့လို့အဲ့ဒါမှတာရင်ဘုရားသခင်ကျွန်တော်တို့အသက်တာတုံ့ထူးခြားတဲ့အသက်တာသူများထက်တုံ့ထူးခြားတဲ့အသက်တာကိုဘုရားကပေးမှာဖြစ်တယ်ဟာလေလုယာအဲ့ဒါကြောင့်မလို့ဘုရားသခင်အလုပ်လုပ်တယ်ဆိုတာဒီစက်ချင်းလို့အခုကပေးဖို့လို့ပြီးတော့ဘာကြောင့်ကျမတို့ဘုရားသခင်ကိုကိုးကွယ်ကြတာလဲဘာကြောင့်ဘုရားเจ้าကိုကျမတို့ရောက်ရှိလာခြင်းဖြစ်တာလဲဘာကြောင့်ဘုရားသခင်ကိုအမြဲတမ်းကျမတို့ဘုရားသခင်ကိုအမြဲတမ်းဘာကြောင့်ခေါ်လာလဲဘာကြောင့်လဲအကြောင်းရှိတယ်နော်ကျမတို့အရင်လိုအပ်တဲ့အချိန်ဝန်နေတဲ့အချိန်စိတ်ပြတ်တဲ့အချိန်မှာပဲဘုရားသခင်ခေါ်လာလားမဟုတ်ရင်ကျမတို့အသက်တာမှာအစဉ်ပြေတဲ့အချိန်ဘုရားသခင်ကောင်းချီးပေးတဲ့အချိန်မိသားစုမှာတကယ်အဆင်ပြေတဲ့အချိန်မှာပဲဘုရားသခင်ကိုကျမတို့လိုချင်တာပါဘုရားသခင်ရဲ့ကျမတို့ကိုးကွယ်တာပါအဲ့ဒီအရာကိုအဲ့ဒီကျမတို့လိုချင်တဲ့အချိန်မှာပဲဘုရားသခင်ကိုးကွယ်ဖို့မဟုတ်ဘူးကျမတို့အဆင်ပြေသည်ဖြစ်စေအဆင်မပြေသည်ဖြစ်စေကျမတို့ကိုကောင်းချီးပေးသည်ဖြစ်စေမပေးသည်ဖြစ်စေသူဘုရားသခင်ကချီးမွမ်းထိုက်တာနဲ့ဘုရားသခင်ဖြစ်တဲ့အတွက်ကြောင့်မလို့ကျမတို့ကိုးကွယ်ချီးမွမ်းတာဖြစ်တယ်ဟာလေလုယာအဲ့ဒါကြောင့်မလို့ကျမတို့အသက်တာမှာဘလောက်ပဲအဆင်ပြေမှုတွေရှိပါစေစစ်ပြီးတော့မှဘုရားသခင်ကိုးကွယ်ဖို့ဖြစ်တယ်ချီးမွမ်းဖို့ဖြစ်တယ်ဟာလေလုယာအဲ့ဒါကြောင့်မလို့ကျမတို့ရဲ့အသက်တာကိုဘုရားကနှလုံးသားကိုဘုရားကအရေးရလိုအပ်တာဖြစ်တယ်နှလုံးသားကိုဘုရားသခင်ကတောင်းဆိုတာဖြစ်တယ်ဒီနှလုံးသားကိုတောင်းဆိုတယ်ကျမတို့ကိုခန္ဓာကျမတို့ရဲ့ရှိတဲ့မြတ်အရာအားလုံးတနည်းကြရင်ပျက်စီးသွားမှာဖြစ်တယ်ကိုခန္ဓာလည်းပုတ်သွားမှာဖြစ်တယ်တနည်းကြပုတ်မှာဖြစ်အဲ့ဒီကိုခန္ဓာကခဏလေးပဲဖြစ်တယ်ကျမတို့လူသားတွေကအရန်ပဲလူပြောတယ်ပြုစုပြုထောင်ကြတာဖြစ်တယ်ကဲအဲ့ဒီကိုခန္ဓာကခဏလေးပျက်စီးသွားမယ့်အရာတွေကိုအရန်ပဲခယူးဆိုင်ကြတယ်ဘုရားသခင်တို့ကဘက်တော့ကကျမတို့ဥစားမပေးဘူးဘုရားသခင်ရဲ့ပြည့်တဲ့ဝိညာဉ်ရေးရာဖက်မှာကျမတို့ဥစားမပေးဘူးကျမတို့ဥစားပြည့်တဲ့အရာကလောကီအရာကျမတို့ကလုပ်ချင်တဲ့အရာဖြစ်ချင်တဲ့အရာကိုခန္ဓာမှာလိုအပ်တဲ့အရာအဲ့ဒီအရာလေးကျမတို့ကအမြဲတမ်းနံပါတ်1နေရာကိုထိထားတဲ့အခါဘုရားသခင်ကကျမတို့အသက်တာအလုပ်မလုပ်ဘူးဘုရားဘုံတော်မထင်ရှားဘူးဘလောက်ပဲကျမတို့ဘုရားချီးမွမ်းစေဘလောက်ပဲတရားဟောစေဘုရားသခင်ဘုံတော်မထင်ရှားဘူးဘာကြောင့်လဲဆိုလို့ရှိရင်ကျမတို့ရဲ့အသက်တာကမမှန်ကန်တော့ဘူးအသက်ရှင်မှုကဘုရားသခင်နဲ့ဆန့်ကျင်ဘက်ဖြစ်သွားတာဖြစ်တယ်အဲ့ဒါကြောင့်မလို့ဒီညနေမှာယောဘဝတ္ထုထဲမှာနှုတ်ကပတ်တော်ပေါ့နော်ကျွန်မဖတ်ချင်တာဖြစ်တယ်ယောဘဝတ္ထုအခန်းကြီး1အပိုင်းငယ်6ကနေ7ထိပေါ့နော်ဘုရားသခင်၏သားတို့သည်ထာဝရဘုရားထံတော်၌ခံစားခြင်းကလာရသောဤရဲ့အချိန်ရောက်ပြီစာရန်သည်လည်းသူတို့နှင့်နောနော၍လာ၏ထာဝရဘုရားကလည်းသင်သည်အပေရက်ကလာသည်စာရန်ကိုမေးတော်မူလျင်စာရန်ကမြေကြီးပေါ်မှာလှည့်လေပြီးအရရက်သွားလာခြင်းအမှုထဲကလာပါသည်ကိုပြန်လျှောက်လေ၏ထာဝရဘုရားကလည်းငါကျွန်ယောဘကိုဆင်ခြင်ပြီးတော့မြေကြီးပေါ်မှာသူနှင့်တူသောသူတယောက်များမရှိစုံလင်ဖြောင့်မတ်ပေ၏ဘုရားသခင်ကိုကြောက်ရွံ့သောသူမကောင်းသောအကျင့်ကိုရှောင်သောသူဖြစ်ဟုစာတန်အားမိတ်တော်မူ၏စာရန်ကလည်းယောဘသည်အကျိုးမရပဲဘုရားဝတ်ကိုပြုသလိုဒီထဲမှာကျွန်တော်တို့တွေ့ရတာဖြစ်တယ်စာရန်ကကျွန်တော်တို့ယုံကြည်သူတွေရဲ့အသက်တာမြင့်မြတ်စင်တိုင်းမှာအမြဲတမ်းဆုံးဆန်းလို့ရှိချင်းပြတာဖြစ်တယ်ဘုရားနဲ့ဝေးအောင်ဘုရားကိုမချစ်အောင်စာရန်ကအမြဲတမ်းကျွန်တော်တို့အနှောက်ယှက်ပေးတာဖြစ်တယ်အဲ့ဒီအနှောက်ယှက်တဲ့ကရင်ကျွန်တော်တို့ဘယ်လိုနဲ့လွတ်မြောက်ခြင်းရမလဲကျွန်တော်တို့ဘယ်လိုနဲ့လွတ်မြောက်နိုင်မလဲကျွန်တော်တို့အသက်တာအမြဲတမ်းဆင်းစစ်ဖို့လိုတယ်ဝိညာဉ်ကြီးရဝိညာဉ်နဲ့ကျွန်တော်တို့ပြေဝဖို့လိုတယ်ဘုရားနဲ့များများမိတ္တာရောက်ဖွဲ့ဖို့လိုတယ်အဲ့လိုမိတ္တာရောက်ဖွဲ့မှတာလေစာရန်ကကျွန်တော်တို့အသက်တာဘယ်တော့မှမဖြစ်စေနိုင်ဘူးဟာလေလုယာကျွန်တော်တို့အသက်တာမှာဝိညာဉ်ကြီးရမပြေဝဘူးဆိုလို့ရှိရင်စာရန်ကတခါနဲ့တမိနစ်တောင်မကြောက်ဘူးเนาะစာရန်ကကဲအနှုတ်ဆက်ပြီးတော့မှဖြစ်တယ်အဲ့ဒါကြောင့်မလို့ဒီယောဘအသက်တာကြည့်နေဆိုရင်ယောဘကဘုရားကိုတကယ်ချစ်တဲ့ကြောက်ရွံ့တဲ့ယူသားတဲ့သူတယောက်ဖြစ်တယ်တဲ့စုံလင်တဲ့သူတယောက်ဖြစ်တယ်ဘုရားကိုကြောက်ရွံ့ပြီးတော့မကောင်းသောအကျင့်ကိုရှောင်တဲ့သူရှောင်သောသူဖြစ်တယ်တဲ့စာရန်အမိတ်တော်မူ၏ဘုရားခင်စာရန်ကိုပြောတာဖြစ်တယ်စာရန်ကလည်းယောဘသည်အကျိုးမရပဲဘုရားဝတ်ကိုပြုတော်တယ်သူ့မှာရှိတဲ့စည်းစိမ်တွေအကုန်လုံးမရှိဘူးနော်သူ့မှာခုခန္ဓာမှာတောင်းကနေခြေထောက်ထိအနာတွေဆွဲကုန်တယ်ဒါပေမဲ့သူကိုယ်ွယ်တဲ့ဘုရားသခင်ကိုသူ့ရဲ့အသက်တာသူ့ရဲ့မိသားစုသူရှိသမျှအရာအားလုံးက
送上多年到来呗，多得干嘛？这是到偏有年不贵的，楼大得大些了，对的。哈利路亚，不贵钱的楼大年些了，对的。偏的去，都不该钱的偏的去不低的，都低的这张楼偏不，别让他们孙子不偏不年收干的，所以哎呀，我怎么了？有把得大，怎么了？追呀了，对的。萨拉玛那个。侬三人个爸表来说嘞，要把哈阿祖没要个培养我个表什么嘞？阿祖没要个培养我个表个表啦，对的。这边咩阿祖没要个来培养我个表来咯，表伢个来嘞，要把伢个啥个培养的人个阿下肯定个，真来的培养起的，培养的人个古怪菜的培养起的，培养的人哈，侬那危险起的说啦，这要把个阿祖没有起的。准备培养的个用起来，用起来这张么咯，要把个那送嘛都得打起来是不是？都阿片喏，东西嘛阿年，看见这阿半年东西ထဲ嘛，都阿片。哦，要把也得打过起来是不是？都阿片培养的看这个某个成效到了，对的，哈利路亚。培养某个这个成效了，对的。要把也弄到那个长，怎么个基本是这个呗？哎呀，是的，是的。反正来说是要把哈这个呗培养过，这个你不老白多看重对不是？要把你啊嘛，怎么个也没说是怎么个我看来嘛，我讲的，他们都也有几千，都也培养过，不老去估啥的，培养过不老去吃的来说的要如果不老天嘛，怎么个都定给他了，对的。哎，那咱们老要把这个阿片，然后怎么个？这个来培养过，补比罗嘛，吃补比罗嘛，估啥补比罗嘛，都过，你那么喏，用几千比我辛苦点，就偏个路路西啊，是的。哎，那咱们喽，要把哈培养过补比啦，阿祖没西边那么比吧我，都嘛培养过过的，培养的看呀，阿龙这生的是多，阿祖没用几个，阿祖西的是多啊，龙王地了，是的，哈利路亚，阿祖这个西的，培养期望过过的，阿祖没西边的怎么那么过过啦？哈利路亚，阿祖没信来信那个，怎么过过来偏的看，阿得信到偏的，哈利路亚，阿得头了个背白的。哎呀，你看，皮的就咱们喽，怎么喽？啊，身体的，身体的皮是，腰把得到，你那皮不过来，不然就皮的听个，路路西个皮的，哈利路亚，那咱们喽，腰把得到过，基本上那什么，他那皮个嘞，对欧沙西的面的，点了那些，都不着苦的，蛮起蛮开呢。对呀，这是欧沙那个，对欧沙皮的，啥嘛那路皮的表了皮的，这边面都过过呢，起龙呀路表了皮的，皮皮的危险。培养别的，怎么能为人顾看了？哎呀，我听懂没呀？培养的那办了，对的，哈利路亚，培养办个培养大呢，我有几多呀？培养办的培养大人，对的，哈利路亚。古也顾看了，古也那老大，古也在大个顾嘛办，古培养的肯定办了，对的，阿门。哎，那这培养办的都是培养路呢，你怎么了？这辛苦呀，这培养的人家怎么了？运动给进来，对的，哈利路亚。哎，那怎么了？培养办的这怎么了？要把也得大个三人嘛那个没提开的，没提开也没必须来的，脑子三人个，哎你两个三人个全多了，对的。比如在怎么路在伊拉路得大起来说些，就嘛在今年个喏，在伊拉看几多买个什么的嘛，看几多买个什么。啊，这那都古怪个培养的肯定米浪些许多米不这个，这那都古给人来着木伊，古罗伊人嘛嘞给人着木嘞呢，初都给人着木多嘞，啊前面几古罗伊培养着古，啊这那都的我没表吧，地产着木多，需要住古嘞木古怪吧，我变小家里，以前嘛，现在也没下边的古，都也得打起来是都农业里面洗的人喏。农业里面是的，但因为都也用起这个也变成的，需要这个古怪不严重，喏，你不跟你讲民这个没差他了，对的，这边没都个老外古怪不，把表了来是几天嘛，米铺天嘛，差不严重，现在老差价位是的，但因为都个，这那个古怪个偏的给米浪的许多米铺天，这那个给人的许多米铺天个，这那个给人来着不一的，古罗伊人嘛，
လေကဲလွတ်တော်မူလိမ့်မယ်တဲ့ကိုတော်အေးလက်မှလည်းကဲလွတ်တော်မူလိမ့်ပြီဆိုတော့ယုံကြည်ခြင်းအကျွတ်မဲ့သူတို့မှရှိတယ်။ဘာကြောင့်လဲသူတို့ကိုယ်ွယ်တဲ့ဘုရားသခင်ကကိုယ်ွယ်ထိုက်တဲ့ဘုရားဖြစ်တယ်။ချီးမွမ်းထိုက်တဲ့ဘုရားဖြစ်တယ်။အသက်ရှင်တဲ့ဘုရားဖြစ်တယ်။ဒီချင်းမှလွတ်မြောက်ခြင်းနဲ့ပြည့်နေတဲ့ဘုရားဖြစ်တယ်ဆိုတော့သူတို့ကအကျွတ်မဲ့သိတာဖြစ်တယ်။ဟာလေလုယာ။သူတို့ကိုယ်ွယ်တဲ့ဘုရားကိုသူတို့အယံသိတာဖြစ်တယ်။သိကျွမ်းတာဖြစ်တယ်။ပြီးတော့အဲ့ဒီသိကျွမ်းတဲ့အခါထိုတုတ်ကဲလွတ်တော်မူတော်လေတဲ့။ထိုတို့လို့ပြောတယ်နော်ကဲလွတ်တော်မူတော်လဲအရှင်မင်းကြီးကိုတော်ဤဖယားတို့ကိုအကျွန်ုပ်တို့ဝတ်မပြုတ်နိုင်ပါတဲ့ဖယားတခင်ကဲလီဖြစ်စီမကဲလီဖြစ်စီတဲ့တင်တို့ရုပ်လောက်ထားတဲ့ရှီရုပ်တို့ကိုမကိုယ်ပဲဘူးတဲ့သူတို့မှအဲ့လောက်ထိယုံကြည်ခြင်းပြင်းထန်တယ်အဲ့လောက်ထိသူတို့ကိုယ်ပဲဖယားတခင်ကိုသူတို့တိကြောင်းဝင်လာဖြစ်တယ်ဘယ်လောက်ထိတိကြောင်းဝင်လာလဲဆိုအဲ့ဒီမိဘူးထဲမှာထဲဘူးဆိုတော့အရင်ကြောက်ဖို့ကောင်းတယ်နော်ဒါပေမဲ့တို့ကအစင်တက်ပြအတွက်ဆုံးဖြတ်ချက်ကိုတကယ်ချပြီးတော့အစင်တက်နဲ့စောင့်နေကြတာဖြစ်တယ်။အဲ့ဒီလိုမျိုးကိုထဲမှာတကယ်ချတဲ့အခါမှာတကယ်ပဲတန်ရှင်တော်ဝိညာဉ်တော်ကတို့ကိုကွယ်ပါပြီးတော့မှတို့ကိုကယ်ထုတ်တာဖြစ်တယ်။ဟာလေလုယာ။တို့နဲ့အတူပါရှိတယ်။ထိုနည်းတူပဲကျမတို့အသက်တာမှာနဲ့ကျမတို့ကိုကွယ်တဲ့ဘုရားသခင်ကကယ်လည်းမကယ်လည်းပဲကောင်းချီးပေးလည်းမပေးရင်လည်းပဲထိုဘုရားသခင်ကချီးမွမ်းထိုက်တဲ့ဘုရားဖြစ်တယ်ဆိုရယုံကြည်ခြင်းနဲ့အမြဲမျက်မှောက်တော်ထဲမှာဒူးဝင်မဲ့ဘုရားကိုချီးမွမ်းတဲ့နှလုံးသားရှိနေတဲ့၍ဘုရားသခင်ငါတို့ဘက်မှာအမြဲတမ်းရှိရဖြစ်တယ်ဟာလေလုယာအဲ့တော့ကြောင့်ပြန်တော့အာမယောနဲ့စိတ်ပြည့်နေတယ်ယောရှုခိုင်းခြင်းတစ်ခုထဲမှာအာမယောနဲ့စိတ်မပြည့်နေတဲ့တင်တို့ဘက်မှာအမြဲတမ်းရှိတယ်ဟာလေလုယာအာယူရဲ့ရဲရဲချင်းရှိပါလို့ပြောထားတာဖြစ်တယ်အာမင်ကျမတို့တက်တာမှာအာယူရဲရဲချင်းရှိဖို့လို့လေဝန်နေတဲ့ချိန်ကျမတို့လက်ကြတဲ့ချိန်မှာကျမတို့ပြန်ပြီးတော့အာယူဖို့လို့လေဟာလေလုယာလူတွေကြည့်ပြီးတော့အာယူဖို့မဟုတ်ဘူးဒီနှုတ်ပတ်တော်ကိုကြည့်ပြီးတော့အာယူဖို့ဖြစ်တယ်ဟာလေလုယာအဲ့ဒါကြောင့်အာယူပြီးတော့ရဲရဲချင်းရှိဖို့ရဖျားတဲ့ခင်လို့ရှိတယ်လူတိုင်းကိုဖျားကသုံးနိုင်တယ်လူတိုင်းကိုဖျားသုံးချင်တယ်လူတိုင်းကိုဖျားကောက်တင်ပေးချင်တယ်ဤဝိကလေးလို့ဖို့ဆိုတာလူတိုင်းကိုဖျားကစုကြည်စုပေးပြီးသားဖြစ်တယ်ဟာလေလုယာကျမတို့မလုပ်နိုင်ပါအသက်ငယ်သေးတယ်နော်ပညာမရှိဘူးစကားမပြောတတ်ဘူးမဟုတ်ဘူးကျမတို့မပြောတတ်ရင်လည်းပဲဤဝင်ကလေးဘုရားရဲ့ကောင်းမြတ်ခြင်းကိုဟောဖို့ရန်အတွက်ဘုရားခင်ကကျမတို့ကိုအမိန့်ပေးထားတာဖြစ်တယ်ဟာလေလုယာအဲ့ဒီအမိန့်ကိုကျမတို့စစ်ပြီးဒီချင်းနဲ့လှုပ်ဆောင်နေဆိုရင်ဘုရားသခင်ရဲ့ဘုန်းတော်ကိုထင်ရှားမှာဖြစ်တယ်ဟာလေလုယာအဲ့ဒါကြောင့်မလို့ကျမတို့တက်တာဘုရားကပေးတဲ့ဆုကျေးဇူးတွေကိုတိုင်းပါရှိတယ်အဲ့ဒီဆုကျေးဇူးတွေကိုကျမတို့ကဆက်ပြီးတော့မှလုပ်ဖို့ဆက်ပြီးတော့မှထိန်းသိမ်းဖို့ဆက်ပြီးတော့မှဆောင်ရှောက်ဖို့ဆက်ပြီးတော့မှသုံးဖို့ရန်အတွက်ဘုရားသခင်ကအလိုတော်ရှိတာဖြစ်တယ်ဟာလေလုယာအဲ့ဒါကြောင့်ဘုရားပေးတဲ့ဆုကျေးဇူးကိုကျမတို့ကဆက်ပြီးတော့မှသုံးရအောင်ဘုရားဘုန်းတော်ထင်ရှားဘုရားအတွက်သာဖြစ်ပါစေခက်တဲ့တော့အရာအလုံးမှာဘုရားကိုရောထဲ၌၎င်းကိုရောအားဖြစ်ကိုရောအဖို့ဖြစ်တယ်တဲ့ဟာလေလုယာယောမထဲမှာခက်တဲ့တော့အရာအလုံးမှာကိုရောအထဲ၌ဖြစ်တယ်တဲ့ကိုရောအားဖြစ်လည်းဖြစ်တယ်ကိုရောအဖို့လည်းဖြစ်တယ်အဲ့ဒီကျမ်းပိုက်ကိုရခွန်အားရတယ်ဘာကြောင့်လဲဆိုလို့ရှိရင်ကျမတို့ကကိုရောအားဖြစ်ဒီနေ့ချိန်ကြီးကျမတို့အသက်ရှင်ကိုရတယ်ကိုရောအားဖြစ်ကျမတို့ကတစ်နှစ်ပြီးတစ်နှစ်ထူးတက်လာဝိနည်းရေးရထူးတက်လာတယ်နော်အများကြီးထူးတက်လာကြတယ်ချင်းလူမျိုးတွေကတော့ praise and worship ဦးဆောင်တဲ့ခါအများကြီးထူးတက်လာတယ်ကျမမြင်တယ်မလေးရှားရောက်တဲ့အခါမှာကျမကိုဖိတ်တဲ့သူတွေ fellowship မှာတော့အားရောက်တဲ့အခါမှာလူငယ်တွေကပို့ပြီးတော့များတာပေါ့နော်လူငယ်တွေဖိတ်တဲ့ညာလူငယ်တွေ fellowship ပေါ့နော်အဲ့လိုမျိုးမှာတော့ပါဝင်တယ်လူငယ်တွေလည်းအရန်ပဲနော်ဘုရားကိုချစ်တဲ့နှလုံးသားနဲ့တကယ်အားရပဲတဲ့ praise and worship ဦးဆောင်ကြတယ်တက်တည်ခံကြတယ်ကိုယ်ကိုရှင်းမကြတာတွေတွေ့တဲ့အခါမှာကျမအရန်ပဲအရန်ခွာဖြစ်စီတယ်အရန်ခွာရတယ်မလေးရှားကျမရောက်လာချင်အဖြစ်အရန်ခွာရသွားတာဖြစ်တယ်အဲ့လိုမျိုးမြင်တဲ့အခါမှာတကယ်ပဲပေါ့နော်သူတို့အသက်တာအဖြစ်ကျမအများကြီးခွာဖြစ်စီတာဖြစ်တယ်အဲ့ဒါကြောင့်မလို့ဒီကနေ့မှာကျမတို့အဲ့ဒီတူတက်လာခြင်းဟာကိုရောအားဖြစ်တယ်ဟာလေလုယာကိုရောအတွက်ပဲဖြစ်တယ်ကိုရောအဖို့ပဲဖြစ်တယ်ဟာလေလုယာကိုအတွက်မဟုတ်ဘူးကိုမိသားစုအတွက်လည်းမဟုတ်ဘူးကျမတို့ဒီနေ့အချိန်အသက်ရှင်ခွင့်ရတာဒီနေ့အချိန်တူတက်ခွင့်ရတာအလုံးကောင်းကောင်းလုပ်နိုင်တော့ခွင့်ရတာဘသူ့အတွက်လဲဆိုဘုရားအတွက်ဘုရားအားဖြစ်ကျမတို့ကဒီနေ့အချိန်ထိတိုင်းဘုရားကပို့ဆောင်ပေးတာဖြစ်တယ်ဟာလေလုယာဘုရားအားဖြစ်ဆိုလို့ရှိရင်ကျမတို့ဘုရားအဖို့ရောအသက်ရှင်ရလားဘုရားအဖို့ရောကျမတို့အသက်ရှင်ဖို့လည်းမလိုတော့ဘာကြောင့်လဲဆိုတော့ကိုရောအားဖြစ်တဲ့အချိန်ထိကျမတို့ရည်တည်နေတာကိုရောအားဖြစ်ပဲရည်တည်နေတယ်ကိုရောအားဖြစ်တာဖြစ်တယ်ဆိုတော့ကိုရောအဖို့လည်းကျမတို့ဆက်ပြီးတော့အသက်ရှင်ဖို့ဘုရားခင်ခိုင်းတဲ့အရာကိုကျမတို့ကဆက်လက်ပြီးတော့လုပ်ဖို့လက်တွေ့လုပ်ဖို့ကျင့်သုံးဖို့နာခံချက်အသက်တာနဲ့ဘုရားကိုကူးပယ်ဖို့နာခံချက်အသက်တာနဲ့ဘုရားကိုချီးမွမ်းဖို့နာခံချက်ဘုရားသခင်ကိုပြီးကမ်းဖို့စွန့်ကြဲဖို့ဘုရားသခင်လိုတော့ရှိတယ်ဟာလေလုယာနာခံချက်မရှိတဲ့ကူးပယ်ခြင်းနာခံချက်မရှိတဲ့ချီးမွမ်းခြင်းဟာအချင်းကြီးဖြစ်တယ်
နှုတ်ကပတ်တော်ထဲမှာကျွန်တော်တို့တွေ့ရတာဖြစ်တယ်အဲ့ဒါကြောင့်ဘုရားသခင်ကိုပဲချီးမွမ်းတာကောင်းကြီးခံစားခြင်းလို့ကိုအရင်ရချင်တဲ့အရာကိုရချင်လို့မျက်မှောက်တော်ထဲမှာကျွန်တော်တို့လာတာလားမဟုတ်ရင်ဘုရားသခင်ကကျွန်တော်တို့ကိုနော်ကောင်းကြီးပြမပြီးရင်လည်းအစင်ပြစနေပြီလေငါတို့ကိုယ်ပဲဘုရားသခင်ကချီးမွမ်းထိုက်တဲ့ဘုရားဖြစ်တယ်ဒီနေ့ဒီချိန်ကျရင်ဘုရားကတကယ်ကိုအံ့ဩပဲကျွန်မပေါ်မှာအမှုတိပြုတ်မယ်ဆိုယုံကြည်ခြင်းနဲ့မျက်မှောက်တော်ထဲမှာကျွန်တော်တို့ကိုဝင်ကြတယ်ကျွန်တော်တို့ကိုယ်ပဲချင်းကပါကိုဘယ်လိုလဲကိုယ်ပဲလာလို့ဆိုတဲ့အရာကိုဘုရားသခင်ကျွန်တော်တို့ကိုတောင်းဆိုတာဖြစ်တယ်ဟာလေလုယာကျွန်တော်တို့နှလုံးသားအသက်တာကိုဘုရားကတောင်းဆိုတာဖြစ်တယ်အဲ့ဒီအရာကအရေးကြီးဆုံးဖြစ်တယ်အဲ့ဒီအရာကိုကျွန်တော်တို့ယုံကြည်သူတွေအသက်တာမရှိဘူးဆိုရင်ကျွန်တော်တို့ဒီနေရာရောက်ရှိလာခြင်းအချင်းချင်းဖြစ်သွားမှာဖြစ်တယ်အချင်းချင်းမဖြစ်စေချင်ပါဘူးတနည်းကိုကျွန်တော်တို့ကဒီမလေးရှားမှာဆိုအချင်းချင်းမကောင်းပါဘူးအချင်းချင်းမကောင်းဘူးเนาะဖန်စီတာတွေရမ်းများတယ် Facebook ထဲမှာလည်းတွေ့ရတာဖြစ်တယ်အဲ့ဒီကြားထဲမှာအလုပ်လုပ်ကြတယ်ဖခင်တကယ်ကောင်းတဲ့တခါတလေကျရင်မလေးရှားမှာရှိတဲ့သူတွေတကယ်ပေါ့နော်လူတွေကအရင်အထင်ကြီးကြတယ်နော်အထင်ကြီးကြတယ်တကယ်တမ်းဆိုရင်ပေါ့ဒီနေ့လည်းအောင်လုပ်တယ်ခါတလေကျရင်အော်ပရာစီတွေဖမ်းမယ်ရဲတွေဖမ်းမယ်ဆိုပြီးတော့ပုံတယ်တချို့လူတွေအဲ့လိုမျိုးပေါ့နော်အများအကြီးတွေ့ရတာဖြစ်တယ်သူတို့ရဲ့ဘဝပေါ့နော်အရင်တနာဆရာကောင်းတာဖြစ်တယ်ကျွန်မဆိုမလေးရှားမရောက်ဘူးဆိုမသိဘူးလေမလေးရှားရောက်တဲ့နောက်ပိုင်းမှာကြီးစုတော်ကြောင့်ခါရောက်နေပြီ2016တုန်းက International Youth Conference မှာကျွန်မကြောက်ပိုးတယ်အခုနဲ့ဆိုရင်2016အခု2018အခါပေါ့နော်ပြဖို့ဆောင်ပြတဲ့အခါမှာကျွန်မအရင်နဲ့ပေါ့နော်ကိုချင်းစားတယ်တိလာတာပေါ့နော်အစကတော့မသိပါဘူးမရောက်ဘူးဆိုမသိဘူးလေဘလို့ပဲပြောမသိဘူးဒါပေမဲ့ရောက်လာတဲ့အခါမှာကျွန်မပေါ့နော်ကိုတွေ့တဲ့ကျွန်မအဲ့လိုမြင်တဲ့အခါမှာအရင်ပေါ့နော်ကျွန်မအရင်ခံစားတာဖြစ်တယ်ဒါပေမဲ့အဲ့ဒီကြားထဲမှာဖခင်ကိုတကယ်ချစ်တဲ့နှလုံးသားနဲ့အလုတ်ကတနေ့လာနေ့ကနေစနေနေ့ထိတော့လှုပ်တဲ့အခါမှာတကယ်ပဲတနင်္ဂနွေနေ့မှာပေါ့နော်လုံးဝမနေ့ကနေညနေထိ home set စီစဉ်ရရှိတယ်တချို့အသိတော်ကနော်အဲ့လိုမျိုးအလုတ်လုံးရင်းနဲ့ဖခင်တခင်ရဲ့ချစ်တဲ့နှလုံးသားနဲ့ပေါ့နော်အခုလိုဖခင်เจ้าမှာတကယ်ဘုရားကြောင့်အပြည့်နဲ့ပေါ့နော်ဘုရားကိုချီးမွမ်းခြင်းနှလုံးသားနဲ့ပေါ့နော်ရောက်ရှိကြတဲ့အခါမှာပေါ့နော်အရင်ချီးကျူးတယ်ကျွန်မဆိုရင်ဘာကြောင့်လဲဆိုလို့ရှိရင်ရန်ကုန်မှာပေါ့နော်ရန်ကုန်မှာလည်းအလုံးလည်းမလုံးဘူးပေါ့နော်ဒီတိုင်းပဲတနင်္ဂနွေနေ့တပတ်မှတစ်ခါပဲတောက်ကြနေ့နဲ့တနင်္ဂနွေနေ့ပဲလိုရစင်ဆွတ်နေနေ့မှာလိုရစင်လုပ်တယ်အဲ့လိုမျိုးဆိုလို့ရှိရင်တို့မှာတချို့ယုံကြည်သူတွေဟာအလုံးမလုံးပါဘူးဒါပေမဲ့ပုံမှန်ပေါ့နော်ဘုရားကြောင့်မလာနိုင်တဲ့သူတွေအများကြီးရှိပါတယ်ဒါပေမဲ့ဒီတကယ်မလေးရှားမှာရှိတဲ့သူတွေအသက်တာကြီးရဲဆိုတကယ်လည်းဘုရားကိုရမ်းချစ်ကြတယ်ချစ်တဲ့နှလုံးသားနဲ့ဘယ်တော့ပဲမောပါစေအစီအပြေဖြစ်စေဖန်ဆီးမှုတွေများပါစေအခြေအနေမကောင်းပါစေဘုရားကိုချစ်တဲ့နှလုံးသားနဲ့ဒီနေရာမှာအရောက်ကိုဘုရားကြောင့်ရောက်လာကြတဲ့အတွက်ပေါ့နော်အခုလိုပေါ့နော်ကြီးကိုအများကြီးကျင်တယ်ပြီးတော့အများကြီးပေါ့နော်ဝိညာဉ်ရေးရမှာလည်းအများကြီးတိုးတက်လာကြတယ်ကျွန်မ2016လုံးကဒီလောက်ယူမှာhome set တွေရှိတယ်ရောက်လာဖို့တာဖြစ်တယ်ဒါပေမဲ့အဲ့လောက်ထိတော့မဟုတ်ဘူးเนาะဒါပေမဲ့ဘုရားသခင်ကတနည်းယုံကြည်သူတွေကိုဘုရားကကောင်းချီးပေးလာတယ်အများကြီးလူငယ်တွေရဲ့အသက်တာမှာလည်းပေါ့เนาะဘုရားကကောင်းချီးပေးလာတဲ့အရာတွေကိုမြင်တဲ့အခါမှာဘုရားသခင်ကတကယ်ပဲပေါ့เนาะတည်ထူတယ်ဘုရားသခင်တကယ်ကောင်းမြတ်တယ်ပေါ့เนาะအဲ့ဒါကြောင့်မလို့ကျမတို့အသက်တာအားဖြင့်ဘုရားဘုန်းတော်ချရှာဖို့ဘုရားသခင်ကလို့ဘယ်လိုပို့ပြလာလဲဘယ်လိုချီးမွမ်းလာလဲဘယ်လိုနဲ့ဘုရားကြောင့်လာတာလဲဘယ်လိုပုံစံနဲ့ဘုရားကိုချီးမွမ်းလာလဲဆိုတဲ့အရာကိုဘုရားသခင်ကျမတို့လုံးတော့အမြဲတမ်းစစ်ပြီးအမြဲတမ်းကြည်ရှုတဲ့ဘုရားဖြစ်တယ်ဟာလေလုယာအဲ့ဒါကြောင့်မလို့ကျမတို့ပို့ပြခြင်းကတကယ်လည်းရည်ကြည်ရတော့ကျမတို့ပို့ပြချက်ဘယ်လိုပို့ပြရလဲဆိုတဲ့အရာကိုကျမတို့ကိုယ်တိုင်သိဖို့လိုတယ်ကျမတို့ကိုယ်တိုင်စစ်စစ်ရမယ်ကျမတို့ကိုယ်တိုင်လုံးသားပြင်ဆင်ရမယ်ကျမတို့ကိုယ်တိုင်ကကျန်းစာဖတ်မယ်ကိုယ်တိုင်ကစူတောင်းမယ်ကိုယ်တိုင်ကအစာရှောင်မယ်ကိုယ်တိုင်ကသွားမှာဖြစ်တယ်ကိုယ်တိုင်သွားရင်ကိုယ်တိုင်ကလွတ်မြောက်ခြင်းရမယ်ကိုယ်တိုင်လွတ်မြောက်ခြင်းရကိုယ်အားဖြင့်လူတွေလည်းလွတ်မြောက်ခြင်းခံစားရမှာဖြစ်တယ်ဟာလေလုယာကိုကမပြောင်းလဲဘူးဆိုရင်ကိုယ်ကနောက်မှရှိတဲ့သူမပြောင်းလဲဘယ်တော့မှပြောင်းလဲမှာမဟုတ်ဘူးကိုယ့်ရဲ့အသက်တာအားဖြင့်နှုတ်ကပတ်တော်ပြောဆံလို့ကိုယ့်ရဲ့အမွေအားဖြင့်ကိုပြောင်းလဲနိုင်တယ်ဟာလေလုယာအဲ့ဒါကြောင့်မလို့ကျွန်တော်တို့ဒလမီရှင်လုပ်တဲ့အချိန်မှာဆက်လက်ဆုံးကလေးတွေကိုကျွန်မမယုံကြည်သူကလေးတွေခေါ်တဲ့အခါမှာမိဘတွေမတော်နိုင်ဘူးတချို့မိဘတွေကလွတ်တဲ့အခါကျွန်မခေါ်တယ်အဲ့ဒီကလေးတွေကိုကျွန်မတို့ဘတ်တင်ပေးတယ်သူတို့ကိုမှုတ်တွေပေးမယ်ဒါတွေကျွေးမယ်ကျွန်မခေါ်တယ်ထမင်းတွေကျွေးမယ်ခေါ်တယ်အဲ့လိုမျိုးခေါ်ရတဲ့အစက9ယောက်ပဲရှိတယ်တင်ပြီးရတဲ့အခုဆိုရင် Sunday School ကလေးတွေအယောက်25ပြားကပို့ဆောင်ပေးတယ်ဟာလေလုယာအတင်းတော်မှာ Sunday School ဆိုတာအရေးကြီးတယ်နော်အဲ့ဒီကလေးတွေကမယုံကြည်သူကလေးတွေနော်ကျွန်မခေါ်တယ်အဲ့ဒီမယုံကြည်သူတွေကလေးအားလုံးမိဘတွေကပြောင်းလဲသွားကြတယ်ဟာလေလုယာဘာလို့ပြောင်းလဲလာလဲဆိုလို့ရှိရင်အဲ့ဒီကလေးကညာအိတ်ခါလေးမှာဆူတောင်းမယ်နော် Sunday School ကလေးတွေအမေဘာလို့ဆုမတောင်းတာလဲသမီးတို့ကူးကြတဲ့ဘုရားကအသက်ရှင်တဲ့ဘုရားဖြစ်တယ်။ညအိတ်ခါနေ့မှာလည်းဆူတောင်းမယ်လေ။မနေ့မှာလည်းဆူတောင်းမယ်။ကြောင်းတော့ခါအမေသမီးကိုဆူတောင်းပေးပါတဲ့။
ဘုရားကျောင်းမှာတဲ့ဆရာမကအမြဲတမ်းသမီးတို့ကိုဆူတောင်းပေးတယ်သမီးပိုင်းအောက်တယ်ဆိုဆူတောင်းပေးတယ်သမီးကျောင်းတော့ခါနေမှာသူကအမြဲတမ်းဆူတောင်းပေးတယ်အမေလည်းဆူတောင်းပေးပါလားအဲ့လိုပြောတဲ့အခါအမေကမတောင်းတတ်ပါဘူးတော်ရတယ်အဲ့လိုသူ့အမေကပြောတဲ့အခါမှာသူ့သမီးကအယောဝဲနဲ့ညနေပြန်လာတဲ့အချိန်အမေဘုရားကျောင်းလာပါလားသမီးတို့ဘုရားကျောင်းကိုအရင်ပြောဖို့ကောင်းတယ်သိလားတချင်းတွေလည်းဆူကြတယ်ဘုရားဝတ်ပြုဖို့ပဲကြတယ်ပြီးတော့အမေလာပါလားသူ့အမေကိုခဏခေါ်တယ်ခေါ်တဲ့အခါမှာသူ့အမေကသူ့သမီးကိုလိုက်တယ်လိုက်သွားတဲ့အခါမှာအဲ့ဒီမိဘကအဲ့ဒီမိကနေစပြီးသူ့အမေကပြောင်းလဲသွားတာဖြစ်တယ်ဟာလေလုယာအဲ့ဒါတို့မိသားစုတဲ့တို့သူ့သမီးအဖြစ်ဇနီးမောင်ကတကယ်ပြောင်းလဲသွားတယ်ကျွန်မလက်တွေ့နဲ့နော်ကျွန်မအတင်းတော်ကိုမိသားစုနဲ့ကိုပါပြီးသွားကြတယ်ဖြစ်တယ်အာမင်အဲ့ဒါကြောင့်ဘယ်လောက်ဒီဘုရားခင်ကောင်းတဲ့လဲဆိုလို့ရှိရင်ကလေးတွေရဲ့အသက်တာအဖြစ်လည်းဘုရားဘုရားထင်ရှားနိုင်တယ်ဟာလေလုယာအဲ့ဒါကြောင့်မလို့ကျွန်တော်တို့အသက်တာလှုပ်ရှားမှုအပြောအဆိုအဖြစ်နော်ဘုရားခင်ဘုရားထင်ရှားခွင့်အတွက်ဘုရားလိုရှိတယ်အဲ့ဒါကြောင့်မလို့နောက်ဆုံးအနေနဲ့ကျွန်မပြောချင်ဖတ်ချင်တဲ့ကျမ်းပိုက်ကတော့ရှင်မာသက်ခရစ်ဝင်အခန်းကြီး၄အပိုင်းငယ်၈ရှင်မာသက်ခရစ်ဝင်အခန်းကြီး၄အပိုင်းငယ်၈တပံမာနသည်ယေရှုကိုအလွန်မြင့်လှသောကောင်းတောင်ပေါ်သို့ဆောင်သွား၍ဤလောက၌ရှိသမျှသောဒန်းနိုင်ငံတို့ကို၎င်းထိုဒန်းနိုင်ငံတို့၏ဘုန်းစည်းစိမ်ကို၎င်းပြန်ညွှတ်၍ကိုတော်သည်ငါ့ကိုညွန်ပြကိုးကွယ်လျင်ယခုပြလေသမျှတို့ကိုငါပေးမည်ဟုဆို၏ယေရှုကလည်းအချင်းစာတဲ့ငါနောက်သို့ဆုတ်တော့သင်၏ဘုရားသခင်ထာဝရဘုရားကိုကူးကွယ်ရမည်ထိုဘုရားသခင်ကိုသာဝတ်ပြုရမည်ကျမ်းစာလာသည်ကိုမှိတ်တော်မူ၏ထိုအခါမာနသည်အထံတော်မှထွက်သွား၍ကောင်းကင်တမန်တို့သည်ချိန်ကန်တဲ့လှုပ်ကြွေးကြ၏ဟာလေလုယာတကယ်စာရမာနကအရင်ပါမယ်နော်သူလည်းအကုန်လုံးပြီးတယ်စာရမာနလည်းရင်ပါလက်တယ်တခင်ယေရှုတော်မှခေါ်ပြီးတော့မှလောကမှာရှိတဲ့စီးစိမ်တွေကိုသူပြတယ်နော်စီးစိမ်တွေနဲ့ဘုရားသခင်ကိုနော်တကယ်လေခုရချူးစားနေတယ်ဒါပေမဲ့ယေရှုကသိတယ်လေယေရှုကအရာအလုံးကိုတက်ဆွဲတဲ့ဘုရားဖြစ်တယ်စာရမာနကအဲ့ဒီစီးစိမ်ကိုပြဖို့ရသူ့ကိုကူးကွယ်ခိုင်းတာအဲ့ဒီစီးစိမ်ကိုပြတယ်အဲ့ဒီအရာကိုနော်ပြပြီးတော့အဲ့ဒီအရာကိုပေးမယ်တဲ့ငါ့ကိုကူးကွယ်ပါလို့ပြောတာဖြစ်တယ်ငါရှိမှဒုထောက်တဲ့ကူးကွယ်ပါလို့စာရမာနကယေရှုကိုပြောတာဖြစ်တယ်အန်ဟောဆရာကောင်းတယ်နော်စာရမာနကသူ့သားသမီးတွေကိုအမြဲတမ်းလောကစီးစိမ်နဲ့အမြဲတမ်းကျမတို့ကိုဆွဲခေါ်တာဖြစ်တယ်အဲ့ဒီအရာနဲ့ကျမတို့ကိုဆွဲခေါ်တာဖြစ်တယ်အဲ့ဒီအရာနဲ့သူ့ကိုကူးကွယ်ခိုင်းတာအဲ့ဒီအရာနဲ့ငါတို့ကိုလှည့်စားနေတာအဲ့ဒီအရာနဲ့စာရမာနကအမြဲတမ်းဆွဲခေါ်နေတာဖြစ်တယ်။ဒါပေမဲ့သခင်ယေရှုကအဲ့လိုမဟုတ်ဘူး။သခင်ယေရှုကအဲ့ဒီကောင်းကြီးထက်သူပေးတဲ့အသက်ထာဝရကိုရစေခြင်းနဲ့ဘုရားဖြစ်တယ်။ဟာလေလုယာ။သူပေးတဲ့အသက်ထာဝရကတကယ်ပဲလောကအရာနဲ့နှိုင်းရှင်လို့မရတဲ့အသက်ထာဝရကိုသူရစေခြင်းတဲ့အတွက်ကြောင့်မလို့ဘုရားသခင်ကူးကွယ်တဲ့အခါဘယ်လိုကူးကွယ်လာလဲဆိုတဲ့အရာကိုဘုရားသခင်ကကျွန်တော်တို့ကိုသင်ပေးထားတာဖြစ်တယ်အာမင်ကူးကွယ်ခြင်းကအရေးကြီးတာဖြစ်တယ်အဲ့ဒါကြောင့်မလို့စာတန်ကယေရှုကိုဒီအရာကိုပြတယ်လောကမှာရှိတဲ့အရာကိုပြတယ်အဲ့ဒီအရာကိုပေးမယ်တဲ့ပြီးတော့သူ့ကိုကူးကွယ်ဖို့ရန်အတွက်ခိုင်းတာဖြစ်တယ်ဒါပေမဲ့ယေရှုကိုယ်တိုင်ကစာတန်ကိုတင်ဤထာဝရဘုရားကိုတင်ကူးကွယ်ရမယ်လို့ပြောတာဖြစ်တယ်ဟာလေလုယာအာမင်အဲ့ဒါကြောင့်မလို့သခင်ယေရှုကိုယ်တိုင်တင့်ကိုဖန်ဆင်းထားတဲ့တင့်ရဲ့ဘုရားသခင်ကိုကူးကွယ်ရမယ်လို့ပြောထားတာဖြစ်တယ်ပြောတဲ့အခါမှာငါနောက်သို့ဆုတ်လို့တင်ဤဘုရားသခင်ထာဝရဘုရားကူးကွယ်ရမယ်တဲ့ထိုဘုရားသခင်ကိုသာဝတ်ပြုရမယ်လို့ပြောတာဖြစ်တယ်ဟာလေလုယာထိုဘုရားသခင်သာကူးကွယ်မယ်ထိုဘုရားသခင်ပဲဝတ်ပြုမယ်တခြားဘုရားတွေကိုမဝတ်ပြုရဘူးလို့ပြောချင်တာဖြစ်တယ်အာမင်ကျမတို့အသက်တာမှာကျမတို့လူချင်တဲ့အရာတွားချင်တဲ့အရာလောကအရာထက်ဘုရားသခင်ကိုအမြဲတမ်းအုပ်ထိပ်ထားပြီးတော့မှဘုရားသခင်ကိုအမြဲနံပါတ်1နေရာမှာဘုရားသခင်ကကျမတို့ကိုထားစီချင်တာဖြစ်တယ်အာမင်အဲ့ဒီနှလုံးသားနဲ့ဘုရားကိုကူးကွယ်တဲ့နှလုံးသားကိုဘုရားသခင်လိုတာဖြစ်တယ်ရှင်ယောဟန်အခန်းကြီးလေးအပိုင်းငယ်24ထဲမှာဘုရားသခင်ဟာထာဝရဘုရားသခင်ဟာနောင်ဝိညာဉ်ဖြစ်တယ်တဲ့
또 구구의 둘이 어떠다가 나위기는 내가 뜻사는 공부해야 해. 할렐루야. 나위기는 내가 뜻사는 내가 구해야 해. 나위기에서 정말로 뭐 왜냐고.但是 위기는 나위기는 정말로 남아 내는 시기래. 아쿠래 시기, 아쿠래 로샤리래. 또의 따뜻비를 로샤의 니아를 막 피하게 그냥 로샤라 피래. 할렐루야. 아멘. 수다운의 니아, 수다운에서 로샤비래. 애리 로샤의 니아 피하게 로샤래. 된 타임이 또유พยาธิเข็นจนมาสิเขาไทยนี่ด้วยพยาธิเข็นได้บุ้งเรามาเชื่อชาวตีนตัวเนี่ยอะไรมันลูกชาเนี่ยเนี่ยพยาธิเข็นลูกชาเราพี่เด้ฮาเลลูยาเอ็นะจ้องมาลูกจะมาลูกอัตตามาพยาธิเข็นก็ตูใครเนี่ยอายาริตูลูกสิเช่นเนี่ยอายาไอ้ยังลงใครเราพี่เด้ไอ้ยังโอ้ใช่ท้าสิเช่นไอ้ยังกูตู้กูนับเจ็ดเนี่ยมาท้าสิเช่นเราพี่เด้กูพิจารณาอยากจะพยาธิเข็นกูนับเจ็ดเนี่ยมาโอ้ใช่ท้าสิเช่นเราพี่ตู้กูเวรเลยค่ะมันนาวิ่งเนี่ยแล้วก็ติดสารเนี่ยแล้วก็กูเวรผู้ยังจะพยาธิเข็นจะมาลูกจนเป็นพิธาเราพี่เด้ฮาเลลูยาเอ็นะจ้องลีใจยัดเข้ามาลีลาเนี่ยส่วนจะมาลูกตีเนี่ยแต่ไม่ไอ้ลีกูจะมาลูกเป็นยังไงกูทุนนี้ดูไปแต่ฉันต้องวิ่งต่อเลยจะมาลูกน้ำมาอันนี้นั่นชีเลยจะมาลูกเป็นยังไงกูไอ้ทูนาวิ่งก็จะมาลูกกูอันนี้นั่นกูเองกับพี่เลยจะมาลูกกูมีแต่ชิ้นพี่เลยจะมาลูกกูถูกมาพี่เลยจะมาลูกกูเลื่อนเลื่อนชิ้นพี่เลยจะมาลูกอัตตามาปาร์ตี้พี่เลยสุดเช่การเวพี่เลยกูเองก็สร้างมาพี่เลยพี่น้องน้องสมมาปาร์ตี้พี่เลยอัตตาชาวเรากูเลยพี่เลยฮาเลลูยาอัตตาชาวเราพี่ไปเลยพยาธิกูจะมาลูกชิมวันผู้กูไปผู้รู้นะพี่เลยแล้วจะมาลูกจะมาอันนี้ที่สมมาเลยสุดเช่พยาธิกูเวรทำมานาวิ่งเนี่ยเราติดสารเนี่ยเราพยาธิกูเวรชิมวันผู้กูเลยใช่นักส่งจำไปกับไปเลยสุดเช่ฮับบุกอันจีตรงเนี่ยมานักส่งเนาะฮับบุกอันจีตรงไปเงี้ยสุดอามุดีที่เรื่องจำไปเลยคือสุดของการนี้สุดเช่เดี๋ยวมาแต่แพ้เดี๋ยวมาคุยยาสิบปีเดี๋ยวมาดียาแต่เรื่องนี้但是这技术工鸟类也没看呀，来头的地难工对呀，都钱来都工业，真够来我们是呀，都到了超人培养来我们养育，我不给钱了，我都培养的看过阿米表嘞，阿米表嘞谁来没？先超人培养。ดีง่ายส่วนตัดที่เราง่ายชีวิตนี้ชีวิตตัวพิเศษง่ายนี่ยาเยอะพอมาง่ายกุนียาชาเราเลยฮาเลลูยาอาเมน prophet ฮับบุกยันตระที่มีสุรุเชตัวมาชีวิตอย่างกงลงกันเนาะจังหวะอะไรที่มาไม่ชิวเลยอัตติฉันต้องง่ายกุเกจิต้องตบยาที่กินกูง่ายชิวันนี้เลยอันนี้เลยพยาธิเห็นนะอันนี้เลยวันนี้เราပြောတာဖြစ်တယ်ฮาเลลูยาအဲ့ဒါကြောင့်အစင်မပြတ်พยาธิเห็นได้วันนี้ผู้ยังจะพยาธิเห็นจะมาลูกအလိုတော်ရှိတယ်ဟာလေလုယဖယားသခင်၌လို့ပြောတယ်ဖယားသခင်အထဲမှာနှုတ်ထွက်တော်အထဲမှာအမြဲတမ်းဝမ်းမြောက်ဖို့အမြဲတမ်းမျှော်လင့်ချက်ရှိဖို့ရဖယားသခင်ကကျမတို့ကိုအလိုတော်ရှိတယ်ဟာလေလုယအဲ့ဒါကြောင့်မလို့ဟာဘကုရဲ့တက်တာကြည့်မယ်ဆိုလို့ရှိရင်အရှင်ထာဝရဘုရားဒီငါ့ရဲ့အစွမ်းတတ္တိဖြစ်တော်မူ၏ဟာလေလုယငါ့ရဲ့အစွမ်းတတ္တိဖြစ်တယ်ငါ့ကိုကယ်တင်တော်မူသောဘုရားလည်းဖြစ်တယ်အဲ့ဒါကြောင့်မလို့တဲ့နော်ထာဝရဘုရား၌ငါအမြဲတမ်းဝမ်းမြောက်နေရွှေလန်းပြီလို့ပြောတာဖြစ်တယ်အာမင်သူ့မှာဘာမှမရှင်းလဲပဲဘုရားသခင်ကအမြဲတမ်းဝမ်းမြောက်တဲ့အသက်တာရှိတယ်လို့သူ့ဘုရားသခင်ရှိမှသူကဝန်ခံတယ်ဘုရားသခင်ရှိမှသူကဆုံးဖြတ်ချလိုက်တာဖြစ်တယ်ဟာလေလုယအဲ့ဒါကြောင့်ကျွန်တော်တို့အသက်တာမှာဘုရားကိုယ်ွယ်ခြင်းမဒီနေ့ဘုရားကြောင့်သွားမလားဒီကနေ့ဘုန်းဆက်တော့မတော်ဘူးလားအဲ့လိုမျိုးကျွန်တော်တို့ကလုံဆောင်မှုပါဘူးဖျားသားသမီးတွေဆိုရင်ဖုံးဆက်ရှိတယ်အရောက်သွားမယ်ဖျားเจ้าဆိုအရောက်သွားမယ်အရောက်သွားနိုင်ဖို့နော်ရောက်သွားနိုင်တဲ့အတွက်ဖျားခင်စကျွန်တော်တို့ခွာတောင်းရအောင်လူအနေနဲ့ကျွန်တော်တို့ကမလုပ်နိုင်ဘူးတာဝိမင်းအိုးမဝိထောင်လာဖျားကိုချီးမွမ်းပါငါအထက်မှာရှိသမျှအရာအလုံးဖျားကိုချီးမွမ်းပါလို့ပြောတာဖြစ်တယ်တာဝိမင်းကြီးကဖျားကိုမချီးမွမ်းနိုင်တဲ့အချိန်မချီးမွမ်းချင်တဲ့အချိန်အားကုန်တဲ့အချိန်မှာသူ့ရဲ့ဝိညာဉ်ကိုလို့ဆိုတာဖြစ်တယ်ဟာလေလုယကျွန်တော်တို့လူသားတွေလည်းအားနဲ့တက်တဲ့သူတွေဖြစ်တယ်မပြည့်စုံပါဘူးဒီမှာရှိတဲ့သူတွေတရားမှမပြည့်စုံပါဘူးပြည့်စုံတဲ့သူကကိုတော်တပါးလေးကဖြစ်တယ်ဟာလေလုယဖယားသခင်ကပြည့်စုံတဲ့ဖယားပြဖယားသခင်အားဖြင့်ကျွန်တော်တို့ကပြည့်စုံတဲ့သူဖြစ်လာတာဖြစ်တယ်ဟာလေလုယအဲ့ဒါကြောင့်မလို့ကျွန်တော်တို့အသက်တာမှာအရေးကြီးဆုံးကပါလဲဆိုလို့ရှိရင်ဖယားသခင်ကနာဝိညာဉ်ဖယားဖြစ်တယ်သူ့ကိုကိုယ်ွယ်တဲ့သူတွေနာဝိညာဉ်နဲ့တော့တစ္ဆာနဲ့တော့ကိုယ်ွယ်ကိုရတဲ့ဘုရားခင်ကချုပ်ကြည့်သူတွေပါလို့ရှိရဲကျွန်တော်တို့အသက်တာမှာအစင်ပြေဖြစ်စေယောဘကဲ့သို့ဟာဘကုတ်ကဲ့သို့ကျွန်တော်တို့အမြဲတမ်းဘုရားရဲ့မျက်မှောက်တော်ထဲမှာဘုရားရဲ့နှုတ်ကပတ်တော်၌ဘု
ရားရဲ့မြတ်တော်ထဲ၌အမြဲတမ်းရှိလန်းတဲ့သူပွားမြောက်တဲ့အသက်တာရှိဖို့ဘုရားသခင်ကကယ်တင်တဲ့ဘုရားဖြစ်တဲ့ငါ့ကိုဘယ်တော့မှမစွန့်ပစ်ဘူးဆိုတဲ့ယုံကြည်ခြင်းနဲ့ဘုရားသခင်ကကောင်းချီးပေးပြီးသားဖြစ်တဲ့အရာထဲမှာကျမတို့ကျေးဇူးတော်ချီးမွမ်းဖို့ပဲဖြစ်တယ်ဟာလေလုယာဘုရားသခင်ရဲ့ကိုယ်ွယ်ချီးမွမ်းဖို့ကျမတို့ရောက်ရှိလာခြင်းဟာနော်ကောင်းချီးခံစားဖို့မဟုတ်ပါဘူးဘုရားသခင်ကချီးမွမ်းထိုက်တဲ့ဘုရားဖြစ်တဲ့အတွက်ကြောင့်မလို့ထိုဘုရားသခင်ကျမတို့ကရဲရဲစွာနဲ့တတိရှိစွာနဲ့မြတ်တော်ထဲမှာကျမတို့ပြုဝင်ခြင်းဖြစ်တယ်ဟာလေလုယာအဲ့ဒါကြောင့်ဘုရားသခင်ကျမတို့မတောင်းခင်မှာအရာအားလုံးကိုကျမတို့ကပြီးပြီးသားဘုရားဖြစ်တဲ့အတွက်ကြောင့်မလို့ချီးမွမ်းထိုက်တဲ့ဘုရားဖြစ်တဲ့အတွက်ကြောင့်မလို့ကျမတို့ကမြတ်တော်ထဲမှာတိုးဝင်ခြင်းဖြစ်တယ်ဟာလေလုယာအဲ့ဒါကြောင့်မလို့ထိုအရာကိုကျမတို့အသက်တာမှာတည်ဖွင့်အတွက်ဘုရားလိုတော်ရှိတယ်ဖြစ်တယ်နောက်ဆုံးအနေနဲ့ကျွန်တော်တို့ရှင်းပြပါလဲဆိုလို့ရှိရင်အခုအသင်းတော်မှာလည်းမယုံကြည်သူတွေကဝိညာဉ်ရေးရမရည်ချက်တဲ့အခါမှာတချို့လည်းဘွဲရစားတယ်ဖျက်ကြောင်းလာတဲ့ကစားကြတယ်စားတယ်ဘွဲရတယ်နော်တချို့ပြောင်းလဲပြီးသားဘွဲရစားတဲ့သူတွေကဘာဖြစ်လို့ဖျက်ကြောင်းဘွဲရစားလဲစီကမရှိဘူးဘုရားကတန်ရှင်းတဲ့ဘုရားကအဲ့လိုစားလာတယ်ပြောတဲ့အခါတယောက်နဲ့တယောက်စကားများကြတယ်စကားများတယ်အခုအစီအစဉ်ဆောက်တော့မယ်ဆိုတဲ့အချိန်မှာတော့စကားများကြတယ်လေစကားများကြတော့မလွယ်ဘူးနော်မယုံကြည်သူတွေကနေယုံကြည်သူပြောင်းလဲတာမကြဘူးဒါတော့3လလေးရှိတယ်အဲ့ဒီလိုပြုစုတယ်ဘယ်လိုဆူတောင်းရမလဲမသိဘူးဆူတောင်းချင်းလဲကျမတို့ကဟာနေပြီးတော့ဆူတောင်းဘယ်လိုဆူတောင်းရမလဲဆိုတဲ့အရာကိုကျမတို့သင်ပေးတယ်အသေးစိတ်နဲ့ဆက်ဆက်ရသင်ပေးတယ်ဆိုတော့မိသားစုမှာသူ့အမျိုးသမီးအရင်ပြောင်းလဲတယ်သူ့ယောက်ျားမပြောင်းလဲသေးဘူးသူ့အမျိုးသမီးကိုဝင်ကလေးလုပ်တယ်သူ့ယောက်ျားကနားမထောင်ချင်ဘူးနေကိုယ်ပဲတဲ့ဘုရားကိုကိုယ်ပဲကျန်းတော့ရင်တော့ငါကနေတော့နှုတ်ဆက်မပေးဘူးတော့တာတော့လို့ပြောတယ်သူ့မိမကသူ့ယောက်ျားကိုနေကိုယ်ပဲတဲ့အဲ့ဒီရုပ်တုကိုယ်ပဲနေတဲ့ရွေးရဲ့အိမ်ထဲမှာစတောင်းတဲ့ကနှုတ်ဆက်ပေးရတဲ့မကြိုက်ဘူးတဲ့အဲ့လိုပြောတဲ့အခါမှာသူ့ယောက်ျားအလုပ်လုပ်တဲ့အခါမှာသူ့မိမကရုပ်တုကိုပြီးတော့ပြစ်ပလိုက်တယ်နော်အကုန်လုံးရှင်းတဲ့အခါသူ့ယောက်ျားပြန်လာတဲ့အခါမှာရန်စကားများတယ်နော်ပါကြောင့်ကျွန်တော်ကိုယ်ပဲတဲ့ဖះကိုတော့စော်ကားရတယ်ဘာလို့ပြစ်တာလဲဆိုသူ့မိမကိုထိုးဖို့ရန်ဖြစ်ဖို့ရန်ရှာဖို့လုပ်နေတယ်အဲ့ဒီအချိန်မှာသူ့မိမကပြောလဲဆိုလို့ရှိရင်ဘယ်တော့မှငါကိုယ်ွယ်တဲ့ဘုရားသခင်ဘယ်တော့မှနိုင်မှာမဟုတ်ဘူးတဲ့။ဘာကြောင့်လဲဆိုရင်အသက်ရှင်တော့ဘုရားကျွန်မကိုယ်ွယ်တဲ့အတွက်ကြောင့်မလို့ကျွန်မထက်မှာဘုရားရှိတယ်။နေရာဘယ်လောက်လဲတော့ထားချွတ်ပါစေ။ငါကူမဆိုင်ဘူးတဲ့။အဲ့ဒါအိမ်ကနေမောင်းထုတ်တဲ့သူယောက်ျားကအိမ်မှာမနေနဲ့အိမ်ကနေထွက်သွားလို့ပြဒီအိမ်ကငါအိမ်ပဲဖြစ်တယ်နဲ့အိမ်ပဲနဲ့ပိုင်ထားတဲ့အိမ်ပဲမဟုတ်ဘူး။ဆိုပြီးတော့မှတယောက်နဲ့တယောက်စကားများတဲ့အခါမှာဘာလို့ကိုခေါ်လဲဖုန်းနဲ့ခေါ်တဲ့အခါမှာကျွန်မတို့သွားပြီးတော့မှမိသားစုနော်ဇနီးမောင်နဲ့ကျွန်မတို့တကယ်တမ်းဆိုရင်အိမ်ထောင်ကြတဲ့သူလည်းမဟုတ်ပါဘူးဘာမှအတွေ့အကြုံမရှိဘူးဒါပေမဲ့တကယ်ပဲပေါ့နော်ဘုရားကအဲ့ဒီဇနီးမောင်နဲ့ကြားထဲမှာကျွန်မတို့ခေါင်းစဉ်လုပ်တယ်အမျိုးမျိုးပေါ့နော်တစ်ခါတည်းအဆဲခံရတယ်ကျွန်မဆိုရင်အမြဲဆဲခံရတယ်ဒါပေမဲ့အဲ့ဒီအဆဲတဲ့သူတွေကသူတို့ပြောင်းလဲသွားကြပြီဟာလေလုယာပြောင်းလဲတဲ့အခါတစ်တိခါတာသူတို့လေရီလဲရီကြတယ်ငိုလဲငိုကြတယ်ကျွန်မမျက်မှောက်တော်ထက်ငိုတာငိုကြအာရပါရငိုကျွန်မအဲ့လိုပြောတယ်အာရပါရငိုမထိန်နဲ့ငိုတာငိုဖခင်အတွက်ငါတို့မျက်ရည်ကြတာအကျိုးရှိတယ်ဟာလေလုယာအကျိုးရှိတဲ့အတွက်ကြောင့်မလို့တနေ့နေ့တစ်ချိန်ချိန်ကြာရင်ပြောင်းလဲလာမယ်ဆိုယုံကြည်ခြင်းနဲ့ကျွန်တော်တို့လုပ်တယ်ဘလောက်ပဲဆဲအဲ့ဒီအရာကိုကျွန်တော်တို့မဆိုင်ပါဘူးငါတို့ခရီးဆိုင်တဲ့အရာကပါလေဆိုဖခင်စီခိုင်းတဲ့အရာကိုကျွန်တော်တို့လုပ်ဖို့ဖြစ်တယ်အာမင်လုပ်တဲ့အခါမှာဖခင်ကကျွန်တော်တို့ဖခင်ခိုင်းတဲ့အရာကိုကျွန်တော်လုပ်တဲ့အခါမှာဖခင်ကျွန်တော်တို့လိုအပ်တဲ့အရာကိုပတ်ချက်ပြီးဖခင်ပေးတာဖြစ်တယ်အာမင်အဲ့ဒါကြောင့်မလို့ဖခင်အလုပ်လုပ်တယ်ဆိုတာငွေကြီးမဟုတ်ပါဘူးပစ္စည်းဥစ္စာမဟုတ်ပါဘူးဖခင်အလုပ်လုပ်ခြင်းဆိုတာကျွန်တော်တို့နှလုံးသားဘလောက်ထိအစီခံတယ်ဘလောက်ထိပေးဆက်တယ်ဘလောက်ထိဘုရားချစ်တယ်ဆိုတဲ့အရာကိုဘုရားခင်ကြီးရဲ့ဘုရားဖြစ်တယ်ဟာလေလုယာအဲ့ဒါကြောင့်မလို့ကျွန်တော်တို့ဘုရားကိုယ်ပဲချီးမွမ်းတာနှလုံးသားကအဓိကဖြစ်တယ်အဲ့ဒီနှလုံးသားကကျွန်တော်တို့အမြဲတမ်းဖိချလို့နှလုံးသားညှို့လို့ထဲမှာတိုးဝင်နေတဲ့၍ဘုရားခင်ကကျွန်တော်တို့ကိုကောင်းချီးပေးမယ်မိသားစုကောင်းချီးပေးတာအတင်းတော်ကောင်းချီးပေးလာမယ်ကျွန်တော်လုပ်လေတကယ်အောင်မြင်ခြင်းကိုဘုရားခင်ကပေးလာမှာဖြစ်တယ်အာမင်အဲ့ဒီယုံကြည်သူတွေလည်းအခုမိသားစုလိုက်လည်းပြောင်းလဲသွားကြတယ်အခုဆိုရင်ကျွန်တော်တို့ပြောချင်လို့ကလည်းတော့မှာဆက်ဆက်ရရတို့ပဲဥဆောင်ကြတယ်လုပ်ကြတယ်ပြီးတော့ every Friday ဆိုလို့ရှိရင်တို့အမြဲတမ်းဆူတောင်းရန်အားကြီးတဲ့ဆူတောင်းမျိုးသမီးတွေဖြစ်လာကြတယ်အခုဆိုရင်စိတ်ချပြီပေါ့နော်ခရီးသွားရင်လည်းပဲဆရာတယောက်ကသူတို့ကိုဥဆောင်တယ်ဆရာမရှိဘူးဆိုကျွန်တော်ဥဆောင်တာပေါ့နော်အဲ့လိုမျိုးဆိုတော့အခုဆိုရင်အတင်းတော်ကစိတ်ချတော့ပြီဖြစ်နေတယ်နေရာပဲတော့ဆရာမအမြဲတမ်းဆူတောင်းပေးတယ်နော်နောက်ကနေဆူတောင်းပေးတယ်နော်အားမငယ်နဲ့တော့ဆူတောင်းပေးကြတယ်ကျွန်မခေါ်လာပေးကြတယ်ကျွန်မတော့
ခွန်အားပေးစာပဲသူတို့ပဲခွန်အားလာပေးတယ်ဖုန်းခေါ်လို့ခွန်အားလာပေးကြပြောင်းပြန်ဖြစ်သွားပြီလေပြန်ဖြစ်သွားတော့တကယ်ပဲဘုံတော်ဘုရားသခင်ကတကယ်အောက်ဘုရားအခုတည်ပြုနေတဲ့ဘုရားဖြစ်တယ်ဆိုတဲ့အရာကိုကျွန်မမြင်တဲ့အခါမှာတကယ်ဘုရားကိုမချီးမွမ်းပဲနဲ့မနေနိုင်ဘူးအဲ့ဒါကြောင့်လို့ဒီကနေမှလည်းနော်ဒီမနေ့မှာလည်းအခုလို့ကျွန်မကိုနှုတ်ဘတ်တော်ဝင်ငါကိုတက်တည်ခံမှုဖြစ်ခေါ်ပေးတဲ့အတွက်ယူကြည်ကြည်အားလုံးနဲ့ပါစာပေါ်မှာကျွန်မအထူးပဲကျေးဇူးတင်ပါတယ်ဒီနှုတ်ဘတ်တော်အဖြစ်အရောက်ပိုင်းပေါ်မှာဖျားရှင်ဆက်လက်ကောင်းချီးပေးပါစေအာမင်